chapter အစမှာတော့နေဖြောပြေဌာနချုပ်ရဲ့စီဝေးခန်းမှာလူတွေစုဟာအစည်းအဝေးလုပ်နေကြပြီးတော့အဲ့အချိန်မှာခေးရလဲမျက်နှာဖုံးပြေတိုက်ပွဲအတွက်တလားနှစ်ကြိမ်ဖြစ်ဖြစ်နှစ်ပတ်ချတကဖြစ်ဖြစ်လွှင့်တာအကောင်းဆုံးပဲတကယ်လို့ရုပ်တံလွှင့်တဲ့အချိန်တွေကိုပြန်ပြောင်းရမယ်ဆိုရင်တော့မပေါ့ပါဝင်မဲ့သူတွေကနာမည်ကြီးတွေပဲဆိုတော့အပိုင်းတစ်ပိုင်းကိုလူဘယ်နှယောက်ပြရင်ကောင်းမလဲဘေးရယောက်ျားလေးတစ်ယောက်ကရှေ့ယောက်ကတော့အရန်နေမယ်ထင်တယ်နောက်ထပ်မိန်းကလေးတစ်ယောက်ကလည်းကျမလေးထောက်ခံတယ်တပတ်ကို4-5နာရီလောက်တော့ရိုက်ကူးရမယ်ကိုရီးယားအချိန်တွေဖြစ်တဲ့တောက်ကြနေနဲ့တနင်္ဂနွေနေ့ဆိုရင်ရောမကောင်းဘူးလားတောင်းဆိုထားတဲ့သူကကိုရီးယားဆိုတော့ပိုကောင်းမယ်ထင်တယ်ခေးကလည်းအကောင်းဆုံးပဲအဲ့အချိန်မှာဂျင်းမီကသူတို့ကိုကြည့်နေပြီးတော့ဒါကအရန်ရိုးရှင်းလို့နဲ့နည်းနည်းဒရာမာခင်းရောမကောင်းဘူးလားပထမဆုံးအနေနဲ့ရှုံးတဲ့သူတွေကမျက်နှာဖုံးတွေကိုချွတ်ပြီးတော့သူတို့ဘယ်လိုလဲဆိုတော့ဝန်ခံရမယ်ဒုတိယအနေနဲ့ပွဲရှာတာမှာရှုပ်ထွေးမှုတွေမဖြစ်အောင်လို့ပွဲတွေရဲ့ပုံကိုလိအတိုင်းပဲထားရမယ်တတိယအနေနဲ့အနိုင်ရရှိသူက King of Match Combat ဖြစ်လာပြီးတော့နောက်တစ်ပိုင်းမှာထပ်ပါရမယ်စတုဒ္ဓအနေနဲ့နောက်တစ်ပိုင်းကအနိုင်ရရှိသူတွေကအရင်အနိုင်ရရှိသူကိုဘယင်ဖြစ်ဖို့စိန်ခေါ်ခွင့်ရှိမယ်ပြီးတော့တကယ်လို့ဘယင်က9ပိုင်းလုံးကိုသူတို့ရဲ့နေအောင်ထိန်းထားနိုင်သူတို့ကိုဖယ်ရှားပြစ်မယ်ဒီအကြံကိုဘယ်လိုထင်လဲခေးကလည်းဒါအကြံကောင်းမဲ့ bossခေးရဲ့စိတ်ထဲမှာတော့ဒါကမစ္စတာကန်အတွက်ကြီးမားမဲ့အောင်မြင်မှုကြီးဖြစ်လာမယ်ထင်တယ်အဲ့လိုနဲ့ပဲနေမှာစတင်ပြီးတော့နာမည်ကြီးကစားသမားတွေကိုပါဝင်မှုမြင်းမြန်းပါတော့တယ် King of the Match Combat ကတော့ Rangar တွေကြားမှာအတိများတဲ့အရာဖြစ်လာပါတော့တယ်အဲ့ဒီချိန်ခင်နွေရဲ့ဘက်မှာတော့နေကငါတို့ရှာနေရဟုတ်လား King of the Match Combat ကဘာကြီးလဲချိုးကူကသူတို့ကတော့အဲ့ဒါအာလီဘော့ရဲ့ရှိုးလို့ပြောတာပဲငါထင်တာသူနာမည်ကြီးတွေကိုစိန်ခေါ်ချင်တာနဲ့တူတယ်ခင်ကလည်းတူလားသူတို့ကိုပြောလိုက်ငါလည်းပါမယ်လို့ဂျုံကူမင်းကဘယ်လိုထင်လဲဂျုံကူကလည်းမင်းတို့ကငါလည်းသွားမှာပေါ့ငါကသူ့ကိုင်းကောင်းဆောင်မဟုတ်ဘူးလားခင်မလည်းကဘာတိတ်ကထီးနှန်းကိုဆက်ခံရမယ်ကွာအဲ့ဒီလိုနဲ့ JD Telecom ရဲ့ Pro-gamer များလေ့ကျင့်နေတဲ့အခန်းရောက်သွားပါတယ်သပင်မဲနဲ့မိန်းကလေးတယောက်ကနင်းတို့ဘာတွေလုပ်နေရလဲထိုင်နေတဲ့တယောက်ကလည်းနီးပြကဒီကိုရောက်လာလားကျွန်တော်တို့က Arena ဗီဒီယိုတွေကိုပြန်ကြည့်နေရပါအဲ့ဒီမိန်းမကလည်းဘာဖြစ်လို့လဲနင်းရင်ကအဲ့ဒီဗီဒီယိုတွေကအရေးသွင်းနေလို့ပြောနေကြပါထိုင်နေတဲ့ကောင်ကလည်းဒါကတော့အခြားအရာတွေနဲ့မတူဘူးဒါကဂျုစင်အာလီဘောဆိုခေါ်တဲ့စထရီမာတယောက်ဆိုလိုချခဲ့တာနီးပြရလဲဆိုလိုတာကသူကဂျာမန်ကဘတ်ချာနဲ့အမေရိကကစိုက်ကိုထက်တောင်မှကျန်းတာလားအဲ့ကောင်လေးကလည်းသူတို့လည်းပဲမြင့်လိုက်ရင်အကောင်းဆုံးကစားသမားတောင်ဖြစ်နိုင်တယ်နီးပြရလဲဟုတ်တယ်ဘာပဲပြောဒီကောင်ကအရန်တော်ပဲပြီးတော့ငါတို့တွေသူ့ရဲ့ရှိုးအစ်စ်ကနေဖုန်းအခုခံရတယ်ဒီလိုနဲ့ JD Telecom ရဲ့ player တွေကလည်းအံ့ဩသွားကြပြီတကယ်ကြီးလားဘာတဲ့လဲနီးပြရလဲအဲ့ဒါက PVP ပဲမင်းတို့တွေကမျက်နှာဖုံးစွပ်လို့ဝယ်ပြီးတိုက်ခိုက်ရမှာအခြားပွဲဝင်တွေကလည်း Pro Gamer တွေပဲနေမှာဒါမှမဟုတ်နာမည်ကြီး Streamer တွေဂိုင်းကြီးကတူတွေအဲ့လိုတွေတောင်ဖြစ်နိုင်တယ်အဲ့ကောင်လေးကလည်းဒီတော့ငါတို့ကိုပါလို့ရလားနီးပြရလဲအဲ့ဒါကတော့ငါတို့တွေအထက်လူကြီးတွေရဲ့စီကနေခွင့်ပြုချက်တော့မရသေးဘူးအဲ့ဒီအချိန်မှာဟန်ဘိတ်ကလက်ထောင်လိုက်ပြီးတစိမ့်လောက်ကျွန်တော်သွားချင်တယ်နီးပြရလဲဟန်ဘိတ်ကိုကြည့်ပြီးတော့ဟန်ဘိတ်ငါနားလေပါတယ်ဒါပေမဲ့ဟန်ဘိတ်ကလည်းကျေးဇူးပြုပြီးလုပ်ပေးပါသွားချင်တဲ့သူကကျွန်တော်ပဲဖြစ်ချင်တယ်နီးပြရဲ့စိတ်ထဲမှာတော့ဒီကောင်ကဂုံဒီပကာဒနာတွေအယမ်းမဲ့တာပဲသူ့ကို stream လုပ်တာကနေရဲဖို့တော့ပြောရသည်လောက်ခတ်တာသူကချမ်းသာရဲ့အတိုင်းဝန်းကလာလို့ဆိုတော့အငွေကြီးကမမတ်ပါဘူးဒါပေမဲ့သူတို့တခုခုလို့ကတော့ငါလည်းမကောက်ွယ်နိုင်ဘူးပြီးတော့နီးပြโอเคလေကောင်းပြီဟန်ဘိတ်ကပဲပါဝင်ရမယ့်လူဖြစ်လာမယ်ဟန်ဘိတ်ကလည်းဟာကျေးဇူးပဲနော်အဲ့ဒီလိုနဲ့မြင်ခွင့်ရပြောင်းသွားခဲ့ပြီးတော့ MC ရဲ့ဘက်မှာတော့နေပြောတာဒီနေ့ငါ့ကိုအကြောင်းကြားမယ်တဲ့အခုလို့ဆိုရင်တော့ရလက်တွေထွက်လာပြီထင်တယ်အဲ့အချိန်မှာ MC တခုခုတွေ့သွားပြီဟမ်ဒီ email ကဘာလဲဒါက LC ကပဲတခုခုများဖြစ်လို့လားမင်းထဲမှာတော့ပထမဦးစွာမင်းရဲ့ TV တပတ်အတွက်ဂုဏ်ယူပါတယ် King of Match Combat မဟုတ်လားငါတင်တာကတော့ငါက producer ဖြစ်မဲ့သူတယ်ငါရဲ့အိမ်မက်တွေစတင်ပြီးတော့အကောင့်တွေပေါ်လာပြီဒါကြောင့်ငါမင်းကိုအရင်ကျေးဇူးတင်ပါတယ် PS ငါမင်းရဲ့ဗီဒီယိုတွေ edit ပေးရတဲ့အတွက်အခချင်းဝင်မြူတော့ဒါကလုံလောက်တဲ့ထက်ကိုပို့ပါတယ် MC ကလည်းဘာငါပြောပေမဲ့ဒီလိုပတ်စံမယူပဲအလကားလုပ်ပေးတာကအထူးခြားနေတယ်လို့ပဲကဲဒါဆိုခေးပါပို့လိုက်လေဆိုအောင်ကြည့်ကြရအောင်ခေးပို့လိုက်တဲ့ email ကတော့ Mr. Gan ကျွန်တော်မှာတည်င်းကောင်းရှိရဲ့အရာအလုံးကချေချောမုံမို့ပဲပြီးဆုံးသွားပြီပြီးပြည့်စုံနေရတဲ့တောင်ပို့လေးနေရဲ့စိတ်မကောင်းဖြစ်စရာတခုကတော့လူတွေအများကြီးမပါဝင်ဘူးဆိုတာပဲကျွန်တော်တို့လူ30လောက်ပဲစုမိလိုက်တယ်အသေးစိတ်ကိုအောက်ကဖိုင်မှာဖော်ပြထားပါတယ် MC ကလည်း30လားဒါကငါထင်တာတောင်ပို့နေသေးရဲ့ဘာဖြစ်တဲ့တောင်မှမရှိပါဘူးမင်းထဲမှာတော့ PS ကျွန်တော် King of Match Combat စရင်ကိုရီးယားကိုလာဖို့အစီအစဉ်ချထားပါတယ်ကျွန်တော်ရဲ့ boss လေးအတူပါလာပါမယ် MC ကလည်းငါကဒါကိုတလားလောက်ဝယ်လုံးမယ်လို့တွေးခဲ့တာဒါပေမဲ့အခုတဖြည်းဖြည်းကြီးလာပြီပဲအဲ့အချိန်မှာ MC ကတခုကိုတွေးလိုက်ပြီးဒီ ID ကဒါကဂျွန်ဟန်ဘိတ်ရဲ့ ID ပဲငါဒီတော့မြန်ဂလိစားချင်းနေလိမ့်မယ်လို့တော့မထင်တော့ဘူးဖျားတွေဘာတွေများငါ့ကိုကူညီနေရလားကောင်းပြီလေမင်းကချမှာပေါ့ငါမင်းကိုအမုတ်လေးဖြစ်တဲ့အထိညညက်ကြည့်အောင်ဝါစားပြစ်မယ်ဂျွန်ဟန်ဘိတ်အဲ့အချိန်မှာ MC ရဲ့ပြောနေတဲ့ order တွေကြောင့်ရောင်းချင်ရရောက်လာခဲ့ပြီမင်းတယောက်တည်းနေနေများထင်နေရလားကွာ MC ကလည်းအိမ်ပိုင်ရှင်ကြီးဒါကဒီလိုရှိရဲ့ဗျရောင်းချင်ရလဲအကြောင်းပြချက်တွေကိုခဏထားမင်း Arena Community ကိုတွေ့ပြီလား MC ကလည်းဘာလို့လဲရောင်းချင်ရ Arena Community မှာတယောက်ယောက်ကကန်ချွန်းကိုတွေ့လိုက်တယ်တဲ့ MC ကလည်းအံ့ဩသွားပြီးဘာကန်ချွန်းဟုတ်လားအဲ့ဒါကဘာလို့လဲရောင်းချင်ရလဲတိတ်ချတာပေါ့မင်းဘယ်မှတ်မိမလဲ
Arena community မှာရေးထားတာတော့ငါတောင်မြင်လိုက်တယ်ငါအော်တကောင် The Frozen Cry မှာတွေ့ခဲ့တယ်ငါရဲ့အဖွဲသားတွေနဲ့ The Frozen ခံယူမှာအမဲလိုက်နေတော့တခုခုထူကြတာကိုတွေ့ခဲ့တယ်ကြက်ကက်အထူဝစ်ထားတဲ့အော်တကောင်ကလမ်းလျှောက်နေရဘူးပေါ့အဲ့ဒါကရည်ရှင်စရာကောင်းနေဆိုတော့ငါရဲ့အဖွဲသားတွေကိုခဏထားခဲ့ပြီးသူနဲ့စကားပြောကြည့်ခဲ့တယ်ငါတို့စကားပြောကြည့်တော့သူကအစာတောင်းနေရထင်ထားခဲ့တာဒါပေမဲ့မင်းတီးရဲ့အတိုင်းပဲလေမင်းကိုအရန်မိုက်တဲ့ quest တွေပေးရဲ့ NPC တွေရှိရဆိုတာဒီတော့ငါလောက်ထားတဲ့မြတ်အစာတွေသူ့ကိုပေးလိုက်တယ်ငါရဲ့အဖွဲသားတွေကိုတော့မပေးတဲ့အကောင်းတဲ့အစာတွေကိုလေဒါပေမဲ့ဘာကရည်ချင်းစရာကောင်းလဲတိတာသူကအကုန်လုံးကိုစားပြီးနှုတ်ဆက်သွားတာပဲသူကထူးထူးဆန်းဆန်းယဉ်ကျေးနေရဲ့ငါရဲ့ရွှေ900လေတကယ်လို့မင်းက Frozen ခံယူမှာဆိုရင်တော့တတိထားပါတကယ်လို့ငါထင်ခဲ့သလိုတခုခုရမယ်လို့ထင်မိခဲ့ရင်အစားအစာတွေအလိမ်ခံရမယ်ဆိုတော့တိထားပါအော့ကငယ်ပြီးတော့သူ့ရဲ့နာမည်ကကန်ဂျွန်းလို့ပြောတယ်အဲ့လိုနဲ့ MC တို့ကအဲ့ဆောက်ဖက်ပြီးတဲ့နောက်မှာတော့ The Frozen ခံယူရောက်ခဲ့ပါတယ် MC ကလည်းဒီတော့ငါတို့တွေနောက်ဆုံးတော့ဒီကိုရောက်လာပြီပဲရောင်းချင်ပြောပြနေတာကဒါခံရဲ့ထွက်ပြေးသွားတဲ့တားအကြောင်းဆိုတာဘယ်သူကသိမှလဲဒီကောင်ကငါထက်တော့ငါဗီဒီယိုတွေအကြောင်းသိနေရပဲငါနေတော့စိတ်မကောင်းဖြစ်မိသွားတယ်အဲ့ဒီအချိန်မှာတန်ကြီးကယူနေတဲ့တခိစုပ်ကန်နိုင်ရပြီးတော့ဘာလို့ဒီလိုအေးခဲနေတဲ့နေရာကိုလာရရလဲငါကတစ်တော်ဒီကိုပဲကြိုက်တာကွာတောထဲကိုသွားရအောင်တောထဲကိုလို့ MC ကလည်းငါတို့ဒီကိုလာတာကမင်းရဲ့တငယ်ချင်းကိုရှာဖို့အတွက်လေဒီတော့တောက်ခံထားစမ်းပါကွာတန်ကြီးကလည်းအတိတ်ပဲမရှိရပြီမပြောနဲ့ငါမှဒီလိုနေရာမျိုးမှနေထိုင်နေတငယ်ချင်းမျိုးမရှိဘူး MC ကလည်းကန်ကျွန်းကဒီမှာရောက်နေရယ်တန်ကြီးကလည်းကန်ကျွန်းဆွေစကားကြားနဲ့ MC ရဲ့ကုတ်ပေါ်တက်လိုက်ပြီးကန်ကျွန်းလားသူဘယ်မှာလဲ MC ကလည်းသူကဒီကတနေရာမှာရောက်နေရယ်သူလိုက်ရှာကြရအောင်ဟူဒီဇက်ကောင်ကတော့ဇက်လန်ကောင်တပုတ်ဖြစ်သွားတော့မယ်ခေါင်းစီအနေနဲ့ကတော့အိမ်ပြေအော့တကောင်ကိုလိုက်လိုက်ရှာဖွေခြင်းပေါ့အဲ့လိုနဲ့မြင်ကွင်းရပြောင်းသွားခဲ့ပြီးတော့ MC ရောက်နေတဲ့ The Frozen ခိုင်ယူမှာလဲဂိုင်းတစ်ခုဟာရောက်နေခဲ့ပြီးတော့အဲ့ဒီမှာဆန်ဝါဟိတ်ကက်ငါတို့အုပ်ကိုလိုက်ရှာနေရအောင်မလားမင်းတကယ်လို့ရွှေ900ကျောင်းဒီလိုဖြစ်နေရဆိုရင်တော့ငါမင်းကိုပြန်ပေးမယ်ကွာဆန်ညိုးကလည်းငွေကြောင်းမဟုတ်ဘူးအားရဲ့ဆန်ဝါမင်းအော်တကောင်လက်ပတ်တာခံရလို့ငါတို့ကိုဒီလိုနေရာမှာပတ်နေရမှာလားဆန်ညိုရဲ့နှုတ်ထဲမှာတော့ငါ Frozen ခိုင်ယူမှာအော်တကောင်ကိုမနေ့ကတွေးလိုက်တယ်လို့ post တင်ခဲ့တဲ့ cat Frozen ခိုင်ယူကနေအခုဒီမထွက်သေးပါဘူးဆန်ညိုရဲ့နာမည်ကတော့ cat ဖြစ်ပြီးတော့ဆန်ဝါရဲ့နာမည်ကအုံမုံခွက်ကတော့မာဟာဖြစ်ပြီးတော့ခေါင်းဆွဆွထားတဲ့ကောင်က next ပြီးတော့နောက်ဆုံးတစ်ယောက်ကတော့ Julie ပဲဖြစ်ပါတယ်တကယ်လက်တွေ့ဘဝမှာသူတို့တွေကအရန်ကိုချမ်းသာကြပါတယ်သူတို့တွေအလုံးမလုပ်ပဲနေရင်တော့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကတိုးလာနိုင်ပါတယ်ဒီတော့တကယ်လောကကိုတိတ်ဆိတ်ဝင်စားကြပါဦးသူတို့ကအရီနာထဲမှာပဲလက်ပတ်တယ်ပြီးရင်တကယ်လို့စိတ်ဝင်စားကြတွေ့ရင်လိုင်းဘော်ကလူတွေကိုဝေမျှပေးတယ်သူတို့ကဘယ်တော့မှနာမည်မကြီးရှင်ခဲ့ကြဘူးဒါပေမဲ့အဲ့ဒီပုံစံတဖြည်းဖြည်းပြောင်းလာခဲ့တယ်သူတို့ရဲ့ဂိုင်းနာမည်ကိုဖီယိုနာလို့ခေါ်တယ်ပြီးတော့သူတို့ဂိုင်းကကဘာပေါ်မှာလူကြီးအများဆုံးပဲအဲ့ချိန်မှာဆန်ညူကဟေးဟိုလူကနည်းနည်းမြင်ဘူးနေတယ်လို့ပဲနော်ဆန်ဝါကလည်းစကားလက်ကြောလွဲမနေစမ်းပါနဲ့ကွာဆန်ညူကမဟုတ်ဘူးငါအတီပြောနေရဟာနေအောင်အဲ့ဒီဝဲဝင်နဲ့အဲ့ဒါကအာဒီဘော့စ်မဟုတ်ဘူးလား MC ရဲ့ဘက်မှာလဲ MC ကတန်ကြီးကိုဟဲ့ကောင်ဆင်းလာခဲ့တော့ဆန်ညိုက MCC ကိုပြေးသွားခဲ့ပြီးတော့သူကအရီနာထဲမှာနာမည်အကြီးဆုံးခေါင်းဆောင်ဖြစ်နေရတွားကြရအောင် MC ကလည်းဆန်ညိုကိုတွေ့သွားပြီးတော့မင်းကဖီယိုနာလားဆန်ညိုကလည်းဟုတ်ပါတယ်မင်းနဲ့တွေ့ခွင့်ရလို့ဂုဏ်ယူမိပါတယ်ဆန်ဝါရဲ့စိတ်ထဲမှာတော့ဒါတကယ်သူပဲဆန်ညိုရဲ့စိတ်ထဲမှာလဲငါတို့သူနဲ့မိတ်ဆွေဖွဲ့ထားတာကကောင်းလိမ့်မယ်အဲ့လိုနဲ့ MC ကဘာကိစ္စရှိလို့လဲဆန်ဝါကလည်းငါတို့က OS ကိုပြန်လိုက်ရှာနေတာအဲ့ဒီကောင်ကအဲ့ဒီအကြောင်းကို community ထဲမှာ post တင်ခဲ့တဲ့ကောင်ပဲ MC ကလည်းအိုးငါလည်းသူ့ကိုလိုက်ရှာနေတာငါမကွက်ရှိနေလို့ဆန်ဝါရဲ့စိတ်ထဲမှာတော့ဒါကအခွင့်အရေးကောင်းမယ်ပြီးတော့ဆန်ဝါမင်းငါတို့နဲ့ဘူးပေါင်းမလားငါတို့သူ့ကိုရှာနေတာတပတ်လောက်တောင်ရှိနေပြီ MC ကလည်းတပတ်ဟုတ်လားတခုခုများဖြစ်လို့လားဆန်ညိုကလည်းငါကဒီတိုင်းပြန်တွေ့ချင်လို့ပါသူကစိတ်ဝင်စားစရာကောင်းတယ်လေ MC ရဲ့စိတ်ထဲမှာတော့စိတ်ဝင်စားစရာအရန်ချမ်းသာရဲ့ဖီယိုနာဂိုင်းဆိုရဲ့အတိုင်းပဲသူတို့ရဲ့စိတ်သက်ကအရန်ကွဲပြားနေရဲ့ဆန်ညိုကလည်းငါမင်းကိုတငယ်ချင်းလုပ်လို့ရမလား MC ကလည်းတေချာပေါက်ရတာပေါ့ MC ရဲ့စိတ်ထဲမှာတော့တကယ်လို့သူတို့လိုနာမည်ကြီးကိုင်းအဖွင့်နဲ့မိတ်ဖွင့်နိုင်အနာဂတ်မှာအသုံးဝင်လာနိုင်တယ်ဒီလိုနဲ့ MC ကမိတ်ဆက်လိုက်ပြီးတော့ငါနာမည်ကကန်ယိုးဘူးပဲဒီလိုနဲ့ MC ကဖီယိုနာဂိုင်းကို friend request ပို့လိုက်တဲ့အခါမှာတော့သူတို့တွေကလည်းအံ့ဩနေကြပြီးမယုံနိုင်ဖြစ်နေကြပါတယ် MC ရဲ့နှုတ်ထဲမှာတော့ဆန်ဝါဆန်ညိုအုံမုံခွက် next နဲ့ Julie သူတို့9ယောက်လုံးကိုမျိုးငူရဲ့တငယ်ချင်းစရင်ထဲကိုထည့်ထားပြီးပါပြီဒီလိုနဲ့မြင်ကွင်းကမကောင်းဆိုးဝါးတကောင်စီကိုရောက်သွားခဲ့ပြီးတော့ဆန်ညိုဟာဒီ boss ကိုငါတို့နဲ့လွှဲထားလိုက် Ali boss ဒီလိုနဲ့ဖီယိုနာအပွဲဟာတက်ညီလက်ညီနဲ့အဲ့ဒီ boss ကိုချနေကြပြီ MC ရဲ့စိတ်ထဲမှာတော့သူတို့အကုန်လုံးစိတ်နှိနေကြပြီအကုန်လုံးကသူတို့ရဲ့တာဝန်ကိုကြည်ပွန်အောင်လုပ်နေကြတာပဲသူတို့တွေကမှစီတီတော်ဆန်ညိုနဲ့မော်ပညာရှင်ဆန်ဝါတို့ကအဆင့်မြင့်တဲ့ class တင်နေပဲဒီလို professional အတင်းတွေကဒီလိုအဆင့်ဆိုရင်တော့ဂျွန်ဟန်ဘိတ်ကလည်းအခုလောက်ဆိုရင်သူ့ရဲ့အဖွဲ့တိုင်းနဲ့လေ့ကျင့်နေမှာပဲမဟုတ်လားဒါကြောင့်ငါဒီလိုစောင့်ကြည့်မနေနိုင်ဘူးအဲ့လိုနဲ့ MC ကဆန်ညိုတို့ကိုငါကြောက်တဲ့အမဲလိုက်တော့မလို့ငါတို့ OS ကိုပြရှာတွေ့ရင်ထပ်တွေ့ကြရအောင်ဆန်ညိုကလည်းတိုက်ခိုက်နေနေဘာလို့လဲဟာ MC ရဲ့နှုတ်ထဲမှာတော့ပါတီထဲမှာဝင်ချတာပျော်ဖို့တော့ကောင်းပါလေဒါပေမဲ့တယောက်တည်းချတာကသူ့အတွက်ကိုသုံးဝင်မဲ့ထင်လို့ယုံကိုကတိနေခဲ့လေတကယ်လို့သူဂျွန်ဟန်မိတ်ကိုဂလက်စာချီခြင်းဆိုရင်သူ့မှာနားဖို့အတွက်အခြေမရှိဘူး
ဒါပေမဲ့ရုံးကစိတ်ညစ်နေတာကလွယ်ရင်ဘာမှမတတ်နိုင်ခဲ့ဘူးဒီလိုနဲ့ MC ကတခြားတဲ့နေရာထွက်သွားခဲ့ပြီးတော့တန်ကြီးကလည်းတခင်စုပ်ချီးပါချင်လာလို့အမြန်ပြေးနေရလား MC ကလည်းငါကချီးပါစရာမှမလိုတာဟာတန်ကြီးကမင်းအဲ့ရုပ်လုပ်ပြီးလုံးနေလို့ခံချုံကိုအမြန်ရှာတွေ့မှာမဟုတ်ဘူးဒီလိုပြေးနေလို့ဘာမှထူးလာမှာမဟုတ်ဘူးမင်းတကယ်လို့အချိန်ယူမယ်ဆိုရင်တော့အရာအလုံးကအဆင်ပြေသွားလိမ့်မယ် MC ကလည်းကျေးဇူးပဲတန်ကြီး MC ရဲ့စိတ်ထဲမှာတော့ခံချုံကြောင်းတော့မဟုတ်ပါဘူးအဲ့လိုနဲ့ MC တို့အနီးနားတောင်တစ်ခုမှာပောက်ကွဲမှုကြီးကဖြစ်ပေါ်သွားခဲ့ပြီးတော့ MC ကလည်းဟမ်ပောက်ကွဲတဲ့လားအဲ့ဒါကမော်မဟုတ်ဘူးအဲ့ဒါက monster တစ်ကောင်နဲ့ကျုံနေတဲ့အတန်မျိုးပဲဆိုလိုတာကအဲ့ဒါက boss monster ပေါ့တစ်ဖက်မှာတော့ခံချုံဟာနေဘလူးတစ်ကောင်နဲ့တိုက်ခိုက်နေခဲ့ပြီးတော့အဲ့ဒီအချိန်မှာခံချုံဟာဒူးတော့ကျသွားပြီးတော့ပုံမှန်ဆိုရင်ဒီလိုမကောင်းဆိုးဝါးမျိုးကအရန်နေရမခက်ပါဘူးနေဘလူးကြီးကလည်းစိတ်တူသွားပြီးတော့ခံချုံကိုနေဘလူးပြင်နေခဲ့ပြီးခံချုံကဒီလိုအဆုံးတက်လို့မဖြစ်ဘူးအဲ့ဒီအချိန်မှာဓာကွက်တစ်ကွက်ကဝင်လာခဲ့ပြီးလာချန်ပုံပိုင်းပြက်ချင်းဆိုပြီးတော့နေဘလူးရဲ့ခန္ဓာကိုယ်ပိုင်းဖြတ်လိုက်ပါတယ်အဲ့ဒီလိုနဲ့နေဘလူးကြီးကလည်းလွှတ်ထွက်သွားပြီးတော့ MC ကရောက်လာခဲ့ပြီးငါမင်းကိုနောက်ဆုံးတော့တွေ့ပြီခံချုံကလည်း MC ကိုအံ့ဩစွာကြည့်နေပြီးလူသားတစ်ယောက်လား MC ကလည်းလေဆွဲကိုပြလိုက်ကမင်းကခံချုံမဟုတ်လားခံချုံကလည်းအဲ့ဒါငါတို့မျိုးနွယ်စုရဲ့လေဆွဲပဲတန်ကြီးကလည်းခံချုံကိုပြစ်ဖက်လိုက်ပြီးခံချုံကမင်းကဘယ်စင်ချုံမို့ကဝိုးရင်ပေါက်လေးပဲမဟုတ်လားဘယ်လိုလုပ်ပြီးတော့ MC ကလည်းနှုတ်ဆက်နေတာကိုဒီမှာတင်လက်ဆက်တက်ပြီးဒီကောင်ကိုအရင်နေကြရအောင် MC ရဲ့တိုက်ခိုက်ချက်ကြောင့်နေဘလူးတစ်ကောင်ကလည်းစိတ်တူသွားပြီးတော့ MC ကလည်းခံချုံမင်းလှုပ်ရှားနိုင်သေးလားခံချုံကလည်းလှုပ်နိုင်သေးတယ် MC ကသူလှုပ်ရှားနေတာကိုအရင်ကကြရအောင်အဲ့ဒီလိုနဲ့ခံချုံနဲ့ MC ကတော့နေဘလူးကြီးကိုတိုက်ခိုက်နေခဲ့ကြပြီးတော့ MC ကလည်းခြေထောက်ကိုပြစ်မှတ်ထားအဲ့ဒီလိုနဲ့ခံချုံနဲ့ MC ကနေဘလူးရဲ့ခြေထောက်တွေကိုတိုက်ခိုက်နေကြပါတယ်တိုက်ခိုက်လို့အပြီးမှာတော့နေဘလူးကြီးကချော်လေးကျသွားခဲ့ပြီးတော့ MC တို့နှစ်ယောက်ကလေဘော်ခုန်လိုက်ပြီးတော့တိုက်ခိုက်လိုက်တာကြောင့်နေဘလူးကြီးတကောင်ကလည်းအနှိမ့်ဆက်တဲ့ဘောနဲ့ကိစ္စရှုံးသွားပါတော့တယ်အဲ့ဒီအချိန်မှာ sister ဟန်နေ boss ကိုနေနေပြီးပါသည်ရေခဲဘလူးကောင်းဆောင်ကိုနေနေနိုင်ခဲ့ပါသည်တန်ကြီးကလည်းကန်ချုံးဆိုပြီးတော့ကန်ချုံးစီကိုပြေးလိုက်ပြီးတော့ကန်ချုံးကလည်းမင်းငါ့ကိုကေလိုက်တာပဲဒီတန်းတစ်လျှောက်လုံးငါ့ကိုရှာဖို့အတွက်လာခဲ့တာလားတငယ်ချင်းတန်ကြီးကလည်းလိချင်းရီကခက်တာနဲ့ပဲထွက်ပြေးရလားငါတငယ်ချင်းရဲ့ခံချုံကငါမှလည်းအကြောင်းပြချက်ရှိရဲ့လေ့ကျင့်ရေးကခက်တာမှန်ပြီမဲ့တခုခုရှာဖို့လေလူတွေအကြောင်းပါ MC စိတ်ထဲမှာတော့ငါထင်တာကတော့သူကရက်ကွန်းတွေကိုကြောက်ဝင်နေပြေးမှာမဟုတ်ဘူးဟုတ်တယ်သူ့အရွယ်စားနေဆိုရင်တော့လွယ်နဲ့အသွင်ထုတ်ခံရမှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒါတွေကအရေးမပါပါဘူး quest ကိုပဲဆက်လုပ်နေရမှာအဲ့ဒီလိုနဲ့ MC ကကန်ချုံကိုခေါ်လိုက်ပြီးတော့ငါစီမှာရက်ကွန်းစီကစပါလာတယ်မင်းရဲ့အိမ်ကရေခွေးကုန်းမြေမျိုးနွယ်စုတွေရှိနေတဲ့ Black Forest ထဲမှာပဲအဲ့ဒီအချိန်မှာ sister ဟန်နေ quest ပြီးဆုံးကြောင်းပြလိုက်ပါတယ် MC ရဲ့စိတ်ထဲမှာတော့ငါရက်ကွန်စီကိုပြန်သွားဖို့လုပ်နေပြီမဟုတ်လားငါရက်မရတော့မယ်အဲ့ရှင်မှာခံချုံကငါမျိုးနဲ့စုစီကိုငါပြန်မှာပါဒါပေမဲ့ငါမှလှုပ်ရှားရှိနေသေးရဲ့အဲ့လိုနဲ့ခံချုံကသူ့ရဲ့အင်ဂျီကိုချုပ်ပြလိုက်ပြီးတော့သူ့ကိုယ်ပေါ်ကကျင်းစာတွေကိုပြလိုက်ပြီးဒါမှအဖေကငါရဲ့ခန္ဓာကိုယ်မမြင်မိမှာတန်ကြီးကလည်းအံ့ဩသွားပြီးတော့ခံချုံမင်းရဲ့ခန္ဓာကိုယ်ကခံချုံကလည်းငါအမောင်မော်ရှန်နဲ့ကြားနေတဲ့အချိန်မှာကျင်းစာတိုက်ခံလိုက်ရတာအဲ့ဒါကမင်းရဲ့ခန္ဓာကိုယ်ကအသက်တွေကိုကုံဆုံးအောင်လုပ်နိုင်တဲ့ကျင်းစာမျိုးပဲသူအသက်ရှင်နေတဲ့မြတော့ကျင်းစာကအသက်ဝင်နေအောင်ပါပဲငါဒီမှာအမောင်မော်ရှာရဲ့အရက်ရောင်တွေကိုတွေ့ခဲ့တယ်ငါမင်းတို့ကိုတောင်းဆိုရရှက်စရာကောင်းနေဆိုပေမဲ့လေငါ့ကိုကူညီပေးနိုင်ကြမလား MC ရဲ့စိတ်ထဲမှာတော့ quest window ကြီးကပေါ်လေးမလာဘူးဆိုတော့စုလည်းမရဘူးပေါ့ဒီလိုဆိုရင်လှုပ်တိလားမလှုပ်တိလားတည်တယ်မတည်ကြတော့ဘူးလေဆိုပြီးတော့တွေးနေပါတယ်အဲ့ဒီအချိန်မှာတန်ကြီးလေးကမျက်နှာငယ်လေးနဲ့တခင်စုပ်ကြီးခံချုံကိုကူညီပေးလိုက်ပါလားကွာ MC ကလည်းဟူးကောင်းပြီလေအမောင်မော်ရှာတွေလက်နက်တွေအများကြီးရှိလားဒါဆိုရင်တော့လမ်းညွန်မအောင်ခံချုံကြီးငါပစ္စည်းနည်းငယ်ယူလိုက်အောင်မယ်ပြီးရင်တခါတည်းမင်းချိန်စာကိုပါလွတ်အောင်လုပ်ပေးခဲ့မယ်အဲ့ဒီလိုနဲ့ MC ကစံညူတို့ကိုဆက်သွယ်လိုက်ပြီးတော့အာလီဘော့စ်ပါငါအော့စ်ကိုရှာတွေ့ပြီစံညူကလည်းတကယ်လားငါတို့ဖေကိုလာခဲ့ရမလဲ MC ကငါနေဘလူးကြီးတွေပေါ်တဲ့ခံရွရဲ့အလဲပိုင်းမှာရှိရဲ့တောင်ရဲ့ထိတ်ဆုံးပိုင်းမှာရက်နေရဲ့စံဝါကလည်းအဲ့ဒါကအာလီဘော့စ်လားစံညူကလည်းသူပြောတာတော့ဘလူးကြီးတွေရှိရဲ့နေရာမှာအော့စ်ကိုရှာတွေ့ခဲ့ပြီရဲ့စံဝါကလည်းနောက်ဆုံးတော့ငါတို့ပဲသွားမလဲဆိုတော့တိနေပြီပဲလောက်စမ်းပါငါတို့သူ့ကိုစောင့်မနေစေချင်ဘူးအဲ့ချိန်မှာ MC ကဒါနဲ့မင်းတို့နာမှာဘယ်နေရာမှာတိုင်ရွှေရှိလဲဆိုတော့တိလားစံညိုကလည်းဟမ်နေပါဦး MC ကစာထပ်ဖို့ခဲ့ပြီငါကမတိမျိုးဒါမှမဟုတ်အမောင်မိုးရရှိတဲ့နေရာကိုရှာနေရစံညိုကသူပြောတာတော့မတိမျိုးဒါမှမဟုတ်အမောင်မိုးရရှိတဲ့နေရာကိုရှာနေရတဲ့စံဝါကလည်းအာလီဘော့စ်ကပြောခဲ့ရလားစံညိုကလည်းငါတို့ရဲ့အတိတွေစီကနေစုံစမ်းကြရအောင်အဲ့လိုနဲ့ MC တို့အားလုံးကဆွတ်လိုက်ကြပြီးတော့တိုင်ဂျွန်တစ်ခုကိုရောက်လာခဲ့ကြပြီးစံညိုကခံချုံနောက်ဆုံးတော့ငါမင်းကိုပြန်တွေ့ရပြီတာဂျီအော့စ်ကန်ချုံကလည်းငါ့ကိုအစာကျွေးလို့ကျေးဇူးတင်ပါတယ်အတင်လူတာ MC ကလည်းစံဝါကိုငါ့ကိုတည်င်းချက်လဲလွယ်လွယ်ကူကူနဲ့ပေးလို့ကျေးဇူးတင်ပါတယ်စံဝါကလည်းအနာဂတ်မှာငါတို့တခုခုပြန်လုပ်ပေးလေဒါဆိုရင်တော့အဆင်ပြေပါတယ်ဒါဆိုငါတို့တွားကြတော့မလားအဲ့ဒီတိုက်ကျွေးရဲ့နာမည်ကတော့ခါဒိုမြတ်သက်ခွေကန်ဖြစ်ပြီးတော့ဒီလိုနဲ့ MC တို့ကဝင်လာခဲ့ကြပြီးတော့စံညိုကမင်းချတာကိုကိုယ်တိုင်မြင်ရဖို့အတွက်ငါစိတ်လှုပ်ရှားနေပြီဒီလိုနဲ့ MC တို့ကလည်းဝင်လာခဲ့ကြပြီးတော့စံညိုကဒီနေရာကသက်ခွေကန်ဆိုတာအထက်တေးချိုင်ကုန်းနဲ့ပိုးတူနေရလေ
next ကငါထင်တာတော့မဟာကဖြည့်ရှင်းနိုင်လိမ့်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဒီမှာသူတယောက်တည်း pre-estate ကလပ်လီအုံမုံခွက်ကလည်းမဟုတ်ပါဘူးကွာမင်းကဖလာတင်လေငါကမသိလို့မင်းအတွက်ဆိုရင်ကုပေးစီရနေတော့မလို့ MC ရဲ့စိတ်ထဲမှာတော့သူတို့ကိုကြည့်ရတာစိတ်တောင်လို့ရှားနေပုံမရအောင်တစ်ဖက်မှာတော့ next နဲ့အုံမုံခွက်ကရန်ဖြစ်နေကြပြီးတော့ MC ရဲ့စိတ်ထဲမှာလည်းသူတို့ကအဲ့လောက်တော့ယုံကြည်မှုရှိနေကြရလားဂျူလီကတော့ကြောက်နေလို့ဖြစ်နေခဲ့ပြီဒီနေရာကရင်းနှီးမနေဘူးလားဆန်ညိုးကလည်းနင်ပြောတာဟုတ်တယ်ငါလေးဘာလို့လဲသိချင်နေရအိုးဟုတ်တာပဲဒီနေရာက Fini ရဲ့ဗီဒီယိုတွေကနေရာနဲ့တူပဲလေ MC ကလည်း Fini နဲ့ဗီဒီယိုဟုတ်လားဆန်ညိုးကလည်း Fini နဲ့ New ကိုအဓိကဇာတ်လမ်းလုံးနေကြတော့ငါပါတယ်လေမင်းမမြင်လိုက်ဘူးလားသူတို့တွေမှာလည်းဒီလိုတင်ချိုင်ကုန်းမှာကြားရတဲ့အခန်းတွေပါတယ်ဒါပေမဲ့ဗီဒီယိုအများစုကတော့ဖုန်ကြီးအယိုးကြောက်တွေကိုချိုးနေတာကပိုများပါတယ်ဒါဆိုရင်တော့ဖြစ်နိုင်တာက leash တကောင်ကအယိုးကြောက်တွေကိုစင့်ခေါ်နေတာဖြစ်မယ်ဒီနေရာကအဖွင့်နေရကြီးပဲစစ်သားတွေကိုစင့်ခေါ်ဖို့အတွက်အကောင်းဆုံးနေရာတစ်ခုပဲအဲ့ဒီအချိန်မှာအဲ့ဒီတိုင်ကျွန်းဘောလို့ထင်ရတဲ့အကောင်တစ်ကောင်ပေါ်လာခဲ့ပြီးတော့ necromancy ကိုတုံးဖို့ဒီနေရာတော့ကောင်းတဲ့နေရာမရှိဘူးအဲ့ဒီအချိန်မှာ Fiona ဂိုင်းသားတွေကလည်းလန့်သွားခဲ့ပြီးတော့ခန့်ချွန်းကလည်းမင်းအဲ့ဒီ boss ကတော့ leash ဖြစ်ပြီးတော့သူ့ရဲ့နာမည်ကတော့ခါဒွန်ပဲဖြစ်ပါတယ်ခါဒွန်မကျိုးဆိုပါတယ်ငါ့ရဲ့အစမ်းသက်ခံလေးအဲ့ဒီအချိန်မှာပဲခန့်ချွန်းကလေပေါ်ပြန်လက်သွားခဲ့ပြီးတော့ခါဒွန်မို့သူ့ရဲ့တင်ပုံနဲ့ရိုက်ချဖို့ပြင်လိုက်ပါတယ်ခန့်ချွန်းကဒီအနက်ကအနက်ရောင်မိုးရှယ်အနက်ပဲမင်းက leash တကောင်ဖြစ်လာတာပဲခါဒွန်မလည်းဒီတော့မင်းကတော့လိုက်နေခဲ့တာပေါ့နင်းကြတဲ့အော့တကောင်စုပ်ရဲ့မင်းကရဲ့ကျိန်စာကိုတေချာထိန်ထားရပဲငါမင်းကိုမြင်ခဲ့တုန်းကမင်းကငါ့အတွက်မျက်စိစပါးမွေစူးစရာဖြစ်နေခဲ့တာငါက leash တကောင်ဖြစ်လာဖို့လိုတယ်ကွာဘာမှမဟုတ်တဲ့အော့တကောင်ပေးလိုက်တဲ့တန်ရန်ကြောင့်ပေါ့အဲ့ဒီလိုနဲ့ခါဒွန်ကခန့်ချွန်းကိုတွန်းထုတ်လိုက်ပြီးတော့ခန့်ချွန်းကလည်းမြေပြင်ပေါ်ကိုလဲလျက်သားကြောက်သွားပါတယ်တန်ကြီးကခန့်ချွန်းကြည့်နေပြီးတော့ခန့်ချွန်းအရန်မလောပါနဲ့စိတ်ရှိထားစမ်းပါခန့်ချွန်းကလည်းငါတော့မမိုင်ငါနည်းနည်းစိတ်လွတ်သွားတဲ့တငယ်ချင်းအဲ့ဒီအချိန်မှာအယိုးကြောင့်မသိမျိုးတွေကမြေကြီးတွေကနေထွက်ပေါ်လာခဲ့ပြီးတော့ခါဒွန်မလည်းမင်းအသက်ရှင်လည်းပြန်မထွက်သွားခြင်းဘူးပေါ့ဟုတ်လားအုံမုံခွက်ကလည်းသူရဲကောင်းတွေကတာမန်ရိုးချောက်ကောင်းတွေဖြစ်နေရပဲဆန်ဝါကလည်းဖီနီအဖွဲ့ကငါတို့ကိုတိုင်ဂျုံကိုလက်လျှော့လိုက်တာဒါကြောင့်ပဲကိုအဲ့ဒီလိုနဲ့ဆန်ညိုကလည်းသူတယောက်တည်းအရင်တိုက်ခိုက်နေပြီးတော့မင်းတို့ဘယ်အချိန်ထိရက်ကြည့်နေကြမှာလဲဒါကပျော်စရာကောင်းနေလို့လားငါအကုန်လုံးယူလိုက်မှာနော်ဆန်ဝါကလည်းဟာဒီကောင်ကအာရီယာနာလိုင်းအတွက်အထွက်တန်တဲ့ကောင်ပဲအဲ့ချိန်မှာ MC ကခန့်ချွန်းအမောင်မိုရှဲဆွဲရင်ကဘယ်ကလာလဲဆိုတာကိုပြောနိုင်လားခန့်ချွန်းကလည်းဟုတ်ကဲ့ငါပြောနိုင်တယ်သူ့ရဲ့နှလုံးနဲ့ဘယ်ဘက်လက်ကပဲအဲ့ဒီနေရာတွေကနေလာတာပဲ MC ကလည်းသူတို့ထဲကတနေရာကအသက်သွေးကြောဖြစ်ရမယ်အဲ့ဒီလိုနဲ့ MC ကသူ့ရဲ့ဓာတ်ကိုထုတ်လိုက်ပြီးတော့လာရဖြစ်တော့ချင်းဆိုတဲ့စကေးနဲ့ခါထုံးကိုပိုင်းချလိုက်ပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဆန်ညိုမှာလဲဟာဒီဆွမ်းကဘယ်ကနေလာလဲဆိုပြီးတော့အံ့ဩသွားပါတယ်အဲ့ဒီအချိန်မှာပဲကျိုးပဲပြက်စီသွားတဲ့ရိုးကြောက်တွေကပြန်လဲရှင်တန်လာကြပြီးတော့ခါထုံးကဟမ်ငါမှမာနာရရှိနေတယ်များတော့ငါရဲ့မတိမျိုးစစ်သားတွေကိုအစားထိုးခေါ်နိုင်တယ်ကွာဆန်ညိုကလည်းသူ့ကိုကြည့်လိုက်စမ်းဆန်ဝါကလည်းအာလီဘော့စ်ကိုပြောတာလားသူကအဆင့်တရအောင်မဟုတ်ဘူးလားမော်စွမ်းရည်နေအများကြီးနဲ့ဖုံထားတဲ့အချိန်ဝါသားကိုဘယ်လိုလုပ်ပြီးသူကတုံးနေနိုင်ရရလဲသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအစွမ်းကိုကြည့်လိုက်ရင်တော့သူကသူ့ရဲ့အမတ်တွေကိုမာနာသေးကိုပဲရွေးထည့်လိုက်တာတော့မဟုတ်ဘူးမလားခါသွင်းမြေစိတ်ထဲမှာတော့ငါ့ရဲ့မာနာတွေကအမြန်ကုန်နေပြီငါအယိုးကြောက်တွေကိုအလုံးလောက်ထပ်ပြီးစစ်မခွန်နိုင်တော့ဘူးငါဒီတောက်မြင့်တဲ့ဖုံးလေးကောင်ကိုအရင်ရှင်းမရမယ်အဲ့ဒီလိုနဲ့ကျိန်စာအစွမ်းတစ်ခုကို MCC ကိုပြစ်လိုက်ပါတယ်ခန့်ချွန်းကလည်း MC ကိုတတိထားအဲ့ဒါကငါ့ကိုတုံးခဲ့တဲ့ကျိန်စာမော်ပဲ MC ကလည်းတစ်ချက်လောက်ပြောလိုက်ပြီးတော့ဒါကအန်ဒီရများနေတယ်လို့ပဲဒါပေမဲ့ငါအယူကြောက်တွေတဲကိုပဲဖြစ်နေမယ်ဆိုရင်ရောသူငါ့ကိုထိအောင်ပြစ်နိုင်ပါမလားအဲ့လိုနဲ့ MC ကအယူကြောက်တွေကြားထဲကနေထွက်ပြေးနေပါတယ်ခါသွန်းမလည်းအယူကောင်ငါအယူကြောက်တွေကိုပြန်ဆင့်ခေါ်လို့ရနေတာကိုဘာလို့ဒီကောင်တွေကိုဂယူဆိုင်နေရမှာလဲအဲ့လိုနဲ့ MCC ကိုမော်စွမ်းနဲ့ပြန်ပြစ်လိုက်ပြီးတော့ MC ကိုထိသွားခဲ့ပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ခန့်ချွန်းနဲ့တန်ကြီးတို့မှလည်းအလွန်စိတ်ပူသွားကြပြီးတော့ MC ကလည်းစောက်ကွက်ပြောင်ကငါရဲ့အရေးပြားတွေအရေးပြောနေပြီအဲ့ဒါကအယံ့ဦးနာတာပဲကွာခါသွန်းမကိုကြီးရဲ့တိုက်ချက်ကအယံပြင်းတာပဲဒီမြင်ကွင်းကိုကြည့်နေတဲ့တန်ကြီးမှလည်းတခင်စုပ်ပျောက်နေတာကိုရက်လိုက်တော့ MC ကလည်းဟီငါမှမျက်နှာဖုံးအပူရှိနေတော့ငါတောင်ဆန်းသက်ကြည့်နေခဲ့တာဗီဒီယိုကပြင်းစရာကောင်းနေလို့မဖြစ်ဘူးလေတန်ကြီးကလည်းစိတ်ပြက်လက်ပြက်နဲ့တိလိုက်ပါတော့တခင်စုပ်ရအဲ့ချိန်မှာခါသွန်းမငါနဲ့စိတ်ခင်းနေတော့မျက်နှာပြောင်ရဲတယ်ပေါ့ဟုတ်လားမင်းဘလို့တော့ငေါ့အထင်သေးရရလဲမင်းပြန်ပေးဆက်ရမယ်အဲ့လိုနဲ့အယိုးကြောတွေအကုန်လုံးဖျောက်လိုက်ပြီးတော့နောက်ထပ်မော်ဆက်ဝိုင်းအကြီးတစ်ခုကိုဖန်ဆင်းလိုက်ကလာစမ်းငါရဲ့အတက်မှာဆုံးဖန်တီးမှုကြီးအဲ့လိုနဲ့အရန်ကျန်းတဲ့အရာကြီးတစ်ခုကိုဆင့်ခေါ်လိုက်ပါတယ်ဆန်ဝါကလည်းဟေးငါတို့အဲ့ဒါကြီးကိုချနိုင်ပါမလားဆန်ညိုကလည်းအဲ့ဒါကဘယ်လိုလုပ်ပြီးရောက်နေရလဲသူကဒူလာဟန်ကိုဆင့်ခေါ်လိုက်တာပဲနှုတ်ထဲမှာတော့လွန်ခဲ့တဲ့2လတုန်းကအရီနာရဲ့ပေမစာမျက်နှာပေါ်မှာ Rainbow Artist ခေါင်းပြက်သူရဲ့ခေါင်းအကြောင်းကိုကြေညာခဲ့ပါတယ်ဂိမ်းစီမြင့်တင်ပြီးတဲ့အချိန်မှာတော့နာမည်ကြီးဂိုင်းတွေနဲ့ပရိုဂရမ်သမားတွေကအဲ့ဒီဘိုးကိုစိန်ခေါ်တိုက်ခိုက်ကြပါတယ်ဒါပေမဲ့ဂိုင်းတစ်ခုကပဲအောင်မြင်ခဲ့တာပါပြီးတော့လူတိများတဲ့ခေါင်းပြက်သူရဲ့ခေါင်းရဲ့နာမည်ကတော့ဒူလာဟန်ပဲဖြစ်ပါတယ်တငယ်ချင်းတို့ရေဒီဗီဒီယိုလေးကို VPN လေးနဲ့ခံပြီးတက်လာတဲ့ကြော်ညာလေးတွေကိုကြည့်ရုံနဲ့ကျွန်တော်ကိုကူညီနိုင်ပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာခါသွန်းမလည်း
ဒူလာဟန်အဲ့ဒီလူသားကောင်းတွေကိုနေနေပြလိုက်စမ်းဒူလာဟန်ကလည်းဟုတ်ကဲ့ပါအရှင်မြတ်ဆိုပြီးတော့ MC တို့ကိုနေနေမှုအတွက်ပြင်ဆင်နေပါတယ်ဆန်ညိုကလည်းဒီကောင်ကဂိုင်းတစ်ခုရဲ့နေနေတာကိုခံရဘူးလို့လားဆန်ဝါကအဲ့ဒါက new world အတွက်ဆိုရင်အနည်းဆုံးသူရဲကောင်း20နဲ့3နာရီလောက်အချိန်ယူရလိမ့်မယ်ဒါပေမဲ့ဟိုမှာအယိုးရောက်သူရဲကောင်းတွေကရှိနေသေးတယ်ဒါပေမဲ့အော်တကောင်ကိုထည့်ရရင်တော့ငါတို့က9ယောက်ပဲရှိသေးတယ်ငါတို့ဘာလုပ်ကြမလဲတန်ကြီးကလည်းအုံမခွဲရဲ့နောက်မှာပုံနေခဲ့ပြီးတော့မင်းတို့ငါ့ကိုမိနေကြရလားလူသားကောင်းတွေကအဲ့အချိန်မှာဒူလာဟန်ကလည်း MC တို့စီကိုပြေးလာနေခဲ့ပြီးတော့ MC တို့ကိုတိုက်ခိုက်လိုက်က MC တို့ကလည်းအဝေးကိုလွတ်ဆွသွားပါတယ်အဲ့အချိန်မှာခန်ချွန်းရဲ့ကျိန်စာကလည်းအစွမ်းပြလာခဲ့ပြီးတော့တန်ကြီးကလည်းခန်ချွန်းဘာဖြစ်လို့လဲကျိန်စာကစိုးလာလို့လား MC ကလည်းငါ့ဦးနဲ့လွှဲထားလိုက်ပြီးတော့မင်းကတန်ကြီးနဲ့နားနေလိုက်ခန်ချွန်းကလည်းဘာမှမလုပ်နိုင်တာကြောင့် MC ကိုတောင်းပန်ရုံမှတပါဘာမှမလုပ်နိုင်ခဲ့ပါဘူးဆန်ဝါကလည်းဒီကောင်ဒီလောက်အကောင်ကြည့်ရတော့ဘာလို့အဲ့လောက်မြန်နေရလဲငါတို့လူနေနေလေးနဲ့သူ့ကိုရှင်လို့ရပါမလားဂိမ်းမဲတန်ပြရှုံတော့မလားဒူလာဟန်ကလည်းငါ့ရဲ့အရှင်မြတ်ကိုထိပါလူမှန်တယ်မြငါ့ရဲ့ဓာတ်နဲ့အသားလီးခံရမယ်ဟေ့အဲ့အချိန်မှာ MC က next နဲ့ဆန်ညိုတို့ကြားကနေဖြစ်သွားခဲ့ပြီးတော့ဒူလာဟန်ကိုတိုက်ခိုက်လိုက်ပါတယ်ဒူလာဟန်ကလည်းကာလာပြီးတော့ MC ကငါဒူလာဟန်ကိုကိုပါလာကိုရှင်းလိုက်မယ်ဟေ့ငါဒီကောင်အာယုံနောက်နေတော့လီကိုရှင်းကြဆန်ဝါကလည်းအာလီဘော့ဆိုပြီးတော့စိတ်ပူနေခဲ့ပြီးတော့အုံမုံခွက်ကလည်းသူအခုထိလက်မလျှော့ရဘူးပဲအုံမုံခွက်ကလည်းငါ့ရဲ့နောက်ဆုံးချက်နေရမနာလေးနဲ့မင်းကိုဘတ်ပေးလိုက်မယ်ငါ့ကိုလည်းအရှုံးမပေးသေးဘူးကွာအဲ့လိုနဲ့ MC ကလည်းဘတ်ပြသွားခဲ့ပြီးတော့ဒူလာဟန်က9ယောက်တည်းချကျင်တာလားဘလို့တော့သူရဲကောင်းဆန်တာလေအဲ့လိုနဲ့ MC ကိုတိုက်ခတ်လိုက်ပြီးတော့ MC ကလည်းသူ့ရဲ့ဓာတ်ချက်ကိုကာလိုက်ပါတယ်ဒူလာဟန်ကအိုးငါမင်းကိုငါ့ရဲ့ခေါင်းနဲ့တိုက်ခိုက်ခဲ့မိတာပဲငါ့ကိုအချိန်ခဏလောက်ပေးပါဒါမှမင်းတိုက်ခိုက်လို့ရမှာ MC ရဲ့စိတ်ထဲမှာတော့ဒူလာဟန်ကိုကြည့်နေပြီးတော့ဘာလို့ဒူလာဟန်ကအရင်ပေါ်တော်ဖြစ်နေရလဲဒူလာဟန်ကအာဟာမင်းမြင်လားငါ့ရဲ့ခေါင်းကဒီလိုတုံးလို့ရတယ်ဆိုတာဆိုပြီးတော့သူ့ရဲ့ခေါင်းကိုဝှေ့ရန်ပြနေပါတယ် MC ကလည်းမင်းနောက်ဆုံးတော့အဲ့ဒါတုံမီချတော့မှာပေါ့အဲ့လိုနဲ့ MC ကသူ့ရဲ့ဂျိုင်းရဲ့အစွမ်းတုံးလိုက်ပြီးတော့ဒူလာဟန်ရဲ့ဦးခေါင်းကိုသူ့ရဲ့ဓာတ်နဲ့ရိုက်ခွဲပြလိုက်ပါတယ်အဲ့လိုနဲ့ဒူလာဟန်ရဲ့ဦးခေါင်းကလည်းကျိုးပဲ့သွားခဲ့ပြီးတော့ MC ရဲ့စိတ်ထဲမှာတော့သူက Rainbow မကောင်းဆိုတာဖြစ်နေရတော့မှအချိုးအပဲ့လွယ်နေရလားဒူလာဟန်ကမင်းကငါ့ရဲ့ခေါင်းရဲ့ရဲသူပဲကွာ MC ရဲ့စိတ်ထဲမှာတော့နေပါအောင်ဒူလာဟန်ကတကယ်ပဲဂိုင်းတွေကိုဖြိုခွဲခဲ့ရလားဒီ leash ကောင်စင်ခေါ်ထားတဲ့ကောင်နဲ့အတူတူပဲလားတကယ်လို့သူက quasi Rainbow မကောင်းဆိုတာဆိုရင်အဲ့လိုနဲ့ MC ကဒူလာဟန်ကိုဆက်လက်တိုက်ခိုက်နေခဲ့ပြီးတော့သူ့ရဲ့တန်ချက်ကအနှဲငယ်ပြန်ကျိုးပဲ့သွားခဲ့ပြီးတော့ MC ရဲ့စိတ်ထဲမှာလည်းထက်ကျိုးသွားပြန်ပြီငါတိတာပဲဒိုင်ဂျို boss တကောင်က Rainbow တကောင်ကိုစင်ခေါ်ဖို့ဆိုတာကဖြစ်မှမဖြစ်နိုင်တာ Next ကလည်းကြီးလိုက်စမ်းအာလီ boss ကဒူလာဟန်ကိုသူ့တယောက်တည်းသူ့ဘာသာအပိုင်းပိုင်းနေတာဆန်ညိုကလည်းဒူလာဟန်ချင်းအတူတူပဲလား MC ရဲ့စိတ်ထဲမှာတော့ဖီယိုနာတီးဖို့မလိုပါဘူးတကယ်လို့ငါသူတို့ရဲ့ club ကိုတုံးမယ်ဆိုရင်ကြီးစုတွေပို့ပြီးရလိမ့်မယ်အဲ့အချိန်မှာဒူလာဟန်ကဟုတ်လူသားခွေးကောင်တကယ်လို့မင်းကသူရဲ့ကောင်စစ်စစ်ဆိုရင်တော့ရှောင်းနေရကိုရက်လိုက်ပြီးတေချာချစံ MC ကလည်းမင်းမလို့အတန်တွေစူးနေရလဲမင်းက boss မကောင်းဆိုတာမဟုတ်ဘူးဆိုတော့မင်းကြောက်အောင်လုပ်ဖို့မတတ်နိုင်ဘူးပေါ့အဲ့လိုနဲ့ MC ကဒူလာဟန်ကိုဒါနဲ့ပြန်ချလိုက်ပြီးတော့ဒူလာဟန်ကလည်းလွန့်ထွက်သွားခဲ့ပါတယ်အဲ့အချိန်မှာ MC ကအကြီးကြီးတစ်ခုကိုတုံးဖို့အချိန်ပဲအဲ့အချိန်မှာဒူလာဟန်ကလည်းဒီလောက်တိတ်တီးရဲ့မော်ဆွားတွေကငါရှောင်မရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ် MC ကလည်းမင်းစောစောကမင်းပြောတော့ရှောင်စရာမလိုဘူးဆိုဒါပေမဲ့ကြည့်ရအောင်မင်းရှောင်နိုင်မလားလို့လေမင်းရဲ့ဆရာကိုရှောင်နိုင်မလားအဲ့လိုနဲ့အဲ့ဒီဓာတ်ချက်ကဒူလာဟန်ရဲ့အောက်ကနေဖြတ်ပြီးတော့ခါသွန်းမို့သွားထိလိုက်ပါတယ်ဒူလာဟန်ကလည်းဘာဖြစ်တာလဲဒီလိုသူရဲကောင်းမဆန်တဲ့လုပ်ရမျိုးက MC ကလည်းငါမင်းကိုပြောခဲ့တာပဲငါကသူရဲကောင်းမဟုတ်ဘူးလို့အဲ့လိုနဲ့ MC ကလက်ခုပ်ပိုင်းဖြစ်ချက်ကိုအသုံးပြုလိုက်ပြီးတော့ဒူလာဟန်ရဲ့ကိုကလည်းထပ်ပိုင်းတော့ခဲ့ပြီးတော့ခါသွန်းမြက်ဘက်မှာတော့ဘာဖြစ်တာလဲဟာငါ့ချီကိုမော်ဆွားတွေဝင်လာခဲ့တာလားဆိုပြီးတော့တွေးနေပါတယ်အဲ့ဒီတော့ဆိုလိုတာကဒူလာဟန်ကိုရှင်းပြလိုက်နိုင်တာလား MC ရဲ့ဘက်မှာတော့ MC ကဒူလာဟန်ကိုကြွအောင်တီးပေးလိုက်ပြီးတော့အဲ့ဒီအချိန်မှာလည်းခါသွန်းမှာနောက်တစ်ခုကိုစင့်ခေါ်မလို့ပြင်လိုက်ပြီးတော့ပြေးမလို့လုံနေခဲ့ပါတယ်အုံမှုခွက်ကလည်းနေအောင်ဘယ်ကိုသွားနေရလို့မင်းထင်လဲ Next ကမင်းအဲ့ဒီလန်ကိုဆက်တုံးမလို့မဟုတ်လားအဲ့ဒီအချိန်မှာ MC ကခါသွန်းစီကိုပြေးသွားနေခဲ့ပြီးတော့ခါသွန်းမှာလည်းချိန်စားတွေမြင့်မြတ်တဲ့စွာအားတွေကငါတို့ချောင်းတွေကိုစီးဝင်သွားတာပဲအဲ့ဒီအချိန်မှာ MC ကခါသွန်းရဲ့နောက်ရောက်သွားခဲ့ပြီးတော့ဒါကိုစားလိုက်တော့ဆိုပြီးတော့သူ့ကိုထက်ချန်ချမ်းပေးလိုက်ပါတော့အဲ့ဒီလိုနဲ့ခါသွန်းမှာလည်းဝင့်ကြီးအဖြစ်ပြောင်းသွားခဲ့ပြီးတော့မဖြစ်ဘူးငါ့အိမ်မက်တွေအဲ့ဒီလိုနဲ့ sister နဲ့မင်း leash ခါသွန်းကိုနေနေနိုင်ခဲ့ပါသည် MC ရဲ့စိတ်ထဲမှာတော့ဟုတ်တယ်ငါနှစ်ဆအဆင့်တိုးသွားတာပဲပြီးတော့ဒီဗီဒီယိုကကြီးစုသူတွေအများကြီးရမယ်လို့ငါထင်တယ်အဲ့ချိန်မှာဖီယိုနာအဖွဲ့က MCC ကိုပြေးလာခဲ့ပြီးတော့အာလီ boss မင်းကအရန်မိုက်တာပဲဒူလာဟန်ကိုတော့တယောက်တည်းအနိုင်ပိုင်းလိုက်နိုင်တယ်ငါတို့ကခွန်ကြီးရမှာကိုမင်းကပြန်ငိုကြည့်သွားတယ် MC ရဲ့စိတ်ထဲမှာတော့အဲ့ဒါကအဲ့ဒီကောင်က rival မဟုတ်လို့လေတန်ကြီးရဲ့ဘက်မှာတော့မျက်ရည်တွေနဲ့ချီထွက်နေပြီးအပျော်လွန်နေပါတယ်ပြီးတော့ဝိုးခန်ချိုမင်းရဲ့ခန္ဓာကိုယ်ကတန့်စင်လာတာပဲအဲ့လိုနဲ့ထန်ချီရခန်ချိုကိုဖတ်လိုက်ပြီးတော့ခန်ချုံးကလည်းငါမင်းနဲ့မင်းဆရာကိုအကျွေးအောင်တင်နေပြီပဲငါအဖေလူသားတွေကိုလက်ခံခဲ့တော့ငါအတွက်အဆင်မပြေခဲ့ဘူး
ဒါပေမဲ့အခုတော့ငါနားလေသွားပြီအဲ့အချိန်မှာဆန်ညိုကလည်း MC ကိုငါဒါကို community မှာတင်မယ်ဆိုရင်စင်ရောပြေလား MC ကလည်းနည်းနည်းတော့ရှက်စရာကောင်းနေကွာခင်ချုံကမင်းမှာတန်မာတဲ့ဆရာတစုရှိနေရပဲ MC ကလည်းဒါပေမဲ့ဘလို့လုပ်ပြီးငါ့ရဲ့တငယ်ချင်းတွေကိုညင်းရဲမှာလဲကွာတင်လိုက်ပါ MC ရဲ့စိတ်ထဲမှာတော့ငါတော့ကြည့်ရှုသူတွေအများကြီးရတော့မယ်ဒီလိုနဲ့ MC တို့ဟာဒိုင်ဂျွန်နဲ့ထွက်လာခဲ့ပြီးတော့မင်း Black Forest ထဲကိုပြန်သွားမှာလားခင်ချုံကလည်းဟုတ်တယ်နောက်ဆုံးတော့ငါအဖေနဲ့မျိုးနွယ်စုတွေကိုပြန်တွေ့နိုင်တော့မယ်ငါမင်းနဲ့မင်းရဲ့တခင်ပေါ်မှာကြွေးတင်နေရမင်းတို့အချိန်ရခဲ့ရင်လည်း Black Forest ကိုလာလေကြပါအောင်တန်ကြီးကလည်းလာမပေါ့ငါတို့ကတငယ်ချင်းတွေပဲကို MC ရဲ့စိတ်ထဲမှာတော့တန်ကြီးကဘာတွေထက်လုပ်ပြန်ပြီလဲကွာတန်ကြီးကလည်းဂယုစိုက်ပြီးပြန်ဦးတော့တငယ်ချင်းငါလဲငါရဲ့တခင်ဆုံးနဲ့အတူအဲ့ဒီကိုသွားလဲမှာအဲ့ဒီလိုနဲ့ခံချွန်းကလည်းနှုတ်ဆက်ခဲ့ပါငါရဲ့တငယ်ချင်း MC ကလည်းအခုကျန်တာတွေကအိုက်တန်တွေကိုခွဲဖို့ပဲရှိတော့တယ်အဲ့ဒီလိုနဲ့တရားတစ်ဖက်မှာတော့အုံမုံခွန်းနဲ့ဂျူလီကစကားများနေကြပြီးအုံမုံခွက်ကငါမင်းကိုပြောနေတယ်ဒါကငါအတွက်ပိုအဆင်ပြေလိမ့်မယ်လို့ဂျူလီကလည်းမင်းကသူ့တော်စင်လေးငတုံးကောင်ရဲ့ဒါကအမောပစ္စည်းကွာ MC ကလည်းဆန်ဝါဘာတွေဖြစ်နေကြတာတော့ဆန်ဝါကသူတို့ကပစ္စည်းလေးတစ်ခုအတွက်တိုက်ခိုက်နေကြတာ MC ကလည်းဘယ်လိုပစ္စည်းမျိုးမို့လို့လဲဆန်ဝါကအဲ့ဒါကအချိန်ကိုခဏရက်ပေးနေတယ်မော်နဲ့လှုပ်ထားတဲ့ရှားပါပစ္စည်းမို့လို့ပဲတစ်ဖက်မှာတော့အုံမုံခွန်းနဲ့ဂျူလီကလည်းအဲ့ဒါငါဟာကွာဆိုပြီးတော့ရန်ဖြစ်နေကြပြီးတော့အဲ့ဒီအချိန်မှာတော့ next ကသူတို့နှစ်ယောက်လုံးကိုတီးပေးလိုက်ပြီးအာလီဘောကြည့်နေရကွာအဲ့လိုနဲ့နှကောင်လုံးကလည်းမေ့လေသွားခဲ့ပြီးဆန်ဝါကမမြင်သေးတာတွေမြင်လိုက်ရတော့တောင်းပန်ပါရင်တော့ဒါတွေယူလိုက်ပါတော့ဆိုပြီးတော့ဘောချစ်ပစ္စည်းတွေကို MCU ပေးနေပါတယ် MC ကလည်းမင်းကဘာလို့ငါ့ကိုပေးနေရလဲဆန်ဝါကလည်းဒါတွေကမင်းလုပ်ခဲ့တာတွေပဲလေတကယ်တော့သူတို့ရန်ဖြစ်နေကြတာကမင်းပစ္စည်းကိုလူပြီးဝယ်ချင်နေကြတာအဲ့အချိန်မှာဆန်ဝါကလည်းတိုးလေးပြောလိုက်ပြီးငါမင်းစီကလက်စွပ်ဝယ်လို့ရမလားငါရွှေနဲ့တောင်းပေးမယ်လေ MC ရဲ့စိတ်ထဲမှာတော့ရွှေနဲ့တောင်းဆိုတာဒေါ်လာနဲ့တောင်းမဟုတ်လားပြီးတော့ MC ကအေးရတော့ပေါ့ကွာအဲ့လိုနဲ့ MC ကပတ်စံရသွားခဲ့ပြီးတော့ MC ရဲ့စိတ်ထဲမှာတော့ဖီယိုနာကိုင်းကအရန်မိုက်တာပဲပြီးတော့အမောင်မော်ဆီယာလက်ပတ်ကိုကြည့်ပြီးတော့အမောင်မော်ဆီယာလက်ပတ်ဘာလို့အရန်ကောင်းတဲ့စွမ်းရည်နေပါတယ်ပစ္စည်းတွေကရှားရလဲတည်ကျင်လိုက်တာကွာဆိုပြီးတော့တွေးနေပါတယ်တကယ်လို့အဲ့ဒါကတက်ရှိရဲ့အပေါ်မှာတုံးလို့ရရင်တော့တွေးကို20ခိုင်လို့ရှော့ချပေးရမဟုတ်လားဒီ boss နေနီးတွေကလုံးဝကြမ်းသွားပြီကွာငါပြန်တွေးကြည့်မှပဲငါကန်တိုင်းကငကောက်အနိုင်ပိုင်းမှုနိုင်တွေအများကြီးတိုက်ခဲ့ရအဲ့အချိန်မှာဆန်ညူက MC ကိုတစ်စိမ့်လောက်ဆိုပြီးတော့ခေါ်လိုက်ပါတယ် MC ကလည်းလန့်သွားပြီးတော့ငါပတ်စံပြန်မပေးဘူးနော်ဆန်ညူကလည်းကြောင်သွားပြီးတော့MC ကလည်းအိုးမင်းကခက်ပဲကွာဆန်ညူကဒီလိုပြောရတော့တောင်းမှန်ပါတယ်ဒါပေမဲ့မင်းငါတို့နဲ့ပေါင်းမလားတကယ်လို့မင်းနာပါမယ်ဆိုရင်ငါတို့တွေပို့ပြီးပြောချက်ကောင်းသွားလိမ့်မယ်လို့ငါထင်တယ် MC စီထဲမှာတော့ဒီတော့သူကငါ့ကိုဂိုင်းနဲ့ဝေစီချင်တာပေါ့လေ MC ကလည်းငါတဘောတော့ကြပေမဲ့အဲ့အချိန်မှာပဲဆန်ညူကနေပါဦးမင်းကြီးတော့မယ်ဆိုတာကိုတီးလို့နောက်မှပဲထပ်ပြောတော့မယ်တကယ်တော့မင်းတို့တန်ပါရဲ့လူတယောက်ကအဖွဲ့တဲ့အခုဒီမွေနေရအကြောင်းတစ်ခုခုရှိမယ်လို့ငါထင်တယ်တကယ်လို့မင်းကိုင်းတစ်ခုခုဝင်တော့မယ်ဆိုရင်ငါတို့တတိယပေးပါဦးငါကောင်းမွန်တဲ့အဖြစ်တစ်ခုစောင့်နေပါမယ် MC ရဲ့စိတ်ထဲမှာတော့ဖီယိုနာဂိုင်းသူတို့တွေကအရီနာဂိမ်းကိုတကယ်ကြိုက်ကြရပဲဒီလိုနဲ့မြင်ကွင်းရပြောင်းသွားခဲ့ပြီးတော့ရောင်းချန်ကြက်ကြော်စားနေခဲ့ပြီးယူမင်းရဲ့ခိုးလို့ချင်းအဆင့်ကဘယ်လောက်လဲ MC ကလည်းကြီးအဆင့်လေရောင်းချန်ကလည်းအဲ့ဒီအဆင့်တော့ရောက်နေပြီလား level ကရော MC က63ရောင်းချန်ဘာပြောတယ် level 120လောက်မှအဲ့ဒီအဆင့်လောက်ကိုရောက်တော့မဟုတ်ဘူးလားမင်းကဘာလို့အခုထိမရှုံးနေရလဲ MC ကလည်းဘာလို့လဲဆိုတော့ငါကခံယူဖို့မို့လို့လေရောင်းချန်မင်း level 100တော့မရောက်သေးပဲ Battle Royale တဲ့ကိုရောက်သွားရင်ဘယ်လိုလုပ်မလဲ Battle Royale ဆိုတာကတော့ level 100ကိုကစားသမားတွေအတွက်ဖွင့်ထားပေးတဲ့ game ပဲဖြစ်ပါတယ်အဲ့ဒါကနာမည်ကြီးအသင်းတွေနဲ့ pro ကစားသမားတွေစီကနေအာယုံစိုက်ခံရဖို့အကောင်းဆုံးအခွင့်အရေးပဲတကယ်လို့မင်းကန်ကောင်းမယ်ဆိုရင်စွမ်းရည်ကောင်းတွေကိုတော့ရနိုင်သေးရဲ့ MC ရဲ့စိတ်ထဲမှာတော့ပါတဲ့အပိုင်းတစ်ခုက PVP ရဲ့မော်ဆန်သက်တာရဲ့ achievement evolution လောက်တာရဲ့ပဲငါထက် level နေတဲ့ကစားသမားတွေကိုစိန်ခေါ်ပြီး PVP လောက်အောင်မှာပြောဖို့လည်းမကောင်းဘူးဒီတော့ငါမော်ဆန်သက်တာနဲ့ achievement evolution ကိုပဲလုပ်ရင်ကောင်းမလားဒါမှငါမျက်နှာဖုံးပြင်တိုက်ပွဲအကြောင်းကိုလည်းပြောလို့ရမှာအဲ့လိုနဲ့မြင်ကွင်းရ Arena Battle Royale ဒုံးမွန်ရောက်သွားခဲ့ပြီးတော့ MC က live stream နေခဲ့ပြီး hello အားလုံးပဲငါကတော့ Ali Boss ပါအဲ့အချိန်မှာကြည့်ရှုသူတွေကလည်းရွှေတွေလူနေကြပြီးတော့ MC ကရွှေတွေလူပြီးလို့ကျေးဇူးပဲငါကောင်ဒီနေ့ငါ Battle Royale ကိုစားသွားမှာဖြစ်ပါတယ်ငါလှုပ်ရှားတွေပြီးသွားရင်မျက်နှာဖုံးပြင်ကိစ္စကိုပြောပြမယ်တကယ်လို့မင်းတို့စိတ်ဝင်စားရဆိုရင်တော့အစိုးထိကြည့်ကြပေါ့ဟာဟာဒီနေ့လေ PVP မှာအလျှော့ပေးဖို့စဉ်းစားလာသေးတယ်ငါဒီဓာတ်စုံနဲ့ပဲချမယ် comment နေမှာလဲစုံနေတဲ့ဓာတ်ကိုဒါကကြွားနေတစ်မျိုးပဲကွာ MC ကလည်းကြွားတာဟုတ်လားငါချပြီးသွားတဲ့အခါကျရင်မင်းတို့ဒီလိုထက်သွင်းနိုင်ကြအောင်မလားဆိုတော့ကြည့်ကြရရပေါ့အဲ့လိုနဲ့ MC က PVP အခန်းကိုရောက်သွားခဲ့ပြီးတော့သူနဲ့ကြားတဲ့လူတယောက်ရဲ့စိတ်ထဲမှာလဲဦးဖယားကြီးငါအာလီဘော့စ်နဲ့ပွဲကြတော့တာပဲငါသူ့ရဲ့လက်မှတ်လေးများရနိုင်ပါမလားအဲ့အချိန်မှာအဲ့လူကအာလီလို့ပဲခေါ်ရတဲ့ MC ကသူ့ကိုတက်ခိုက်လို့သူကလည်းရှုံးသွားခဲ့ပါပြီအဲ့လိုနဲ့ MC ကဇက်တိုက်ကိုမနာတန်းချနေခဲ့ပြီးတော့ MC ရဲ့ပြိုင်ပွဲတွေမှာလည်းဘာမှလုပ်ချေကိုမရခဲ့ပါဘူးပွဲချင်ညာသူကလည်းအဲ့အချိန်မှာကစားသမားဟာ PVP မှာရှုံးနေခြင်းမရှိပဲ10ပွဲဇက်တိုက်မှာအနိုင်ရရှိခဲ့ပါတယ် MC ရဲ့စီတင်မှာတော့တီစန်းဒီကောင်တွေစွနေရနေပဲငါလောက်တာနည်းနည်းလွန်သွားတယ်ဟေးလေဘာပဲဖြစ်ဖြစ်ငါဆက်ပြီးကြွားပြလိုက်ဦးမယ်ဒီလိုနဲ့မော်စစ်စေချင်းမှာတော့လူတယောက်က
ဟမ်မင်းအရီနာမှာ10ပွဲစတိုက်နိုင်လာတာပဲငါတတိပေးရဲ့နော်မောစစ်စီကမတူဘူးအဲ့ဒီလူကတော့မော်စာမေးပွဲ MBC 1ပဲဖြစ်ပါတယ်1ကမတူညီရဲ့စာမေးပွဲနှမျိုးနဲ့စစ်ဆေးမယ်ပထမဆုံးကတော့မင်းရဲ့မော်စွမ်းတွေကိုပထမဆုံးအချိန်မှာတုန်းကလို့တောင်းတလိုက်ဒါပေမဲ့မင်းပါစကေးမှာတုံးလို့မရဘူးမင်းမော်ဆော့ဝင်လေတာပြီးမှမဟုတ်ဘူးကလေးတယောက်လိုမင်းက1မျက်စိဖွင့်လိုက်တဲ့အခါမှာအလိုအန်းကိုသွားပြီးတော့ဘလူလုပ်ပြီးဒီကောင်မြင်မြင်စိတ်ခေါ်နိုင်တော့ရလဲဆိုပြီးတော့တွေးနေပါတယ်ပြီးတော့သူ့ရဲ့တိတ်ခါကိုပြန်ထိလိုက်ပြီးတော့နောက်ဆုံးစာမေးပွဲကဒါနဲ့ရှင်လိုက်ရင်ဒါကမဖြစ်စလောက်လေးပါဒီအလုံးတွေကမင်းမော်စွမ်းရင်ထိတဲ့လောက်အယောင်ပြောင်းတော့မှဒီအလုံးတွေကိုမတူညီရဲ့အယောင်ရအောင်လုပ်ပြစမ်းလွယ်မှာတော့မဟုတ်ဘူးနော်အဲ့အချိန်မှာပဲ MC ကအဲ့အလုံးတွေကိုတယောင်စီလုပ်ပြလိုက်ပြီးတော့မော်စာမေးပွဲစစ်စီတူ1ကလည်းလွန်အံ့ကိုနေပြီးတော့ခံရုံးကစံချိန်အစ်စ်ချိုးပြီးတော့မော်ဆိုင်ရဲ့စာမေးပွဲကိုအဆုံးသတ်ခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်ဖက်မှာတော့နောက်တစ်ခုကအဆူရရှိမှုအတွက်ပဲဖြစ်ပါတယ်ကျေးဇူးပြုပြီးအတိရဲ့လက်ကိုကြောက်ပြားပေါ်တင်လိုက်ပါ MC ကလည်းဘလို့များထွက်လာမလဲသိကျင်လိုက်တာငါထင်တာကတော့အဲ့ဒါက unique ပစ္စည်းပဲဖြစ်မယ် MC ရဲ့စိတ်ထဲမှာတော့တကယ်လို့ငါလာ unique ပစ္စည်းရမယ်ဆိုရင်ကြီးစုသူတွေကအများကြီးကိုရမှာကွာအဲ့လိုနဲ့ MC ကစုတခုကိုရရှိသွားပြီးတော့အဲ့ဒီစောင့်ကြည့်သူကလည်း MC ရဲ့စုကိုကြည့်ပြီးအလိုအပ်အောင်သွားပါတယ်ပစ္စည်းတွေအကြောင်းပြောရမဆိုရင်တော့လောလောဆယ် arena မှာစွမ်းရည်နေပစ္စည်းတွေကိုအဆင့်လေးချင်းတက်မှတ်ထားတဲ့ normal abnormal rare unique တို့ဖြစ်တယ်ဒါပေမဲ့ Quincy ရနောက်ထပ်အဆင့်တစ်မျိုးကရှိနေသေးတယ်အခုထိမပေါ်လာခဲ့ဘူးတဲ့အဆင့်တစ်မျိုးပေါ့အဲ့လိုနဲ့ MC ကလည်းအော်သွားပြီးတော့ system နဲ့ရရှိနိုင်တဲ့စုများကိုတွက်ချက်ပြီးပါပြီအဆင့်မှာ epic ဖြစ်ပါတယ် arena ရဲ့နှုတ်ထဲမှာတော့ဒါကပထမဆုံးအချိန်ပို့ဘူးတာပဲ MC ရဲ့စိတ်ထဲမှာလည်းဒါက epic ဟုတ်လားစီစီတူကလည်းအလွန်အံ့ဩနေပြီးဂုံယူပါတယ် epic အဆင့်ပစ္စည်းရသွားလို့အခုတင့်ရအောင်မြင်မှုတွေကိုပြပါတော့မယ်အဲ့အချိန်မှာ system နဲ့သူရဲကောင်အစင်းလေးချင်းသူကြီးအထင်ကြီးချင်းကိုခံရတဲ့ပထမဆုံးကစားသမားဘရဲ့သူရဲကောင်ကြီးအထင်ကြီးချင်းကိုခံရသည့်ပထမဆုံးကစားသမားဘရဲ့နန်းတော်တွေကိုဝင်ခွင့်ရခဲ့တဲ့ပထမဆုံးကစားသမားအေဂရိနဲ့တွေ့ခွင့်ရတဲ့ပထမဆုံးကစားသမားပြိုင်ပွဲခွင့်ထဲမှာပွဲတရားစတိုက်ရှုံးပွဲမရှိနဲ့ရရှိခဲ့တဲ့ကစားသမားကန်နာကနဂါကိုတက်နိုင်ခဲ့တဲ့ပထမဆုံးကစားသမားဘရဲ့သူရဲကောင်ရဲ့ပထမဆုံးတပည့်ဖြစ်ခွင့်ရရှိသူဆိုပြီးတော့ system နဲ့ကြီးညာပေးနေပါတယ်အဲ့အချိန် MC live stream ရဲ့ comment ထဲမှာလည်းသူကအရာအလုံးတို့ပထမဆုံးပဲဟာနောက်တစ်ယောက်ကလည်း level တပည့်ဖြစ်ရတာကအချားရှားပါအဆင့်နေတဲ့အတောင်ပို့ပြီးတော့အစွမ်းရကြီးရကွာနောက်တစ်ယောက်ကဝိုးဒီကောင်လိုက်လို့တော့မမီတော့ဘူးပဲနောက်တစ်ယောက်ကလည်းသူရတဲ့အကုန်လုပ်ခဲ့တာကိုငါသိပြီးသားပါကွာ MC ကလည်းဟာမင်းတို့ကောင်တွေကအပိုလီပြောနေကြတာပဲဒါတွေကဘာမှမထူးခြားပါဘူးငါ့ကိုအရင်ကြီးမြောက်စရာမလိုပါဘူးကွာဟာ MC ကဘာမှမဖြစ်ဘူးပြောနေရ MC ရုပ်ကတော့မြောက်ရုပ်နဲ့တူနေပါပြီအဲ့လိုနဲ့အဆင့်တက်မှတ်တဲ့နေရာမှာတော့ MC ကပထမနေရာရရှိထားခဲ့ပြီးတော့ MC ကလည်းငါ epic ကိုရရပဲဒီလိုနဲ့မြင်ကွင်းရပြောင်းသွားခဲ့ပြီးတော့ MC ကတောတဲ့နေရာရောက်သွားခဲ့ပါတယ်ပြီးတော့ MC ကမင်းတို့အကုန်လုံးစောင့်နေကြတဲ့မျက်နှာဖုံးပြင်တိုက်ပွဲအကြောင်းပြောပြရအောင်မျက်နှာဖုံးပြင်တိုက်ပွဲဆိုတာ arena မှာရှိတဲ့နာမည်ကြီးကစားသမားတွေကိုမျက်နှာဖုံးဝတ်ပြီးတိုက်ခိုက်ရတဲ့ပွဲမျိုးပဲဘာကြောင့်လဲဆိုတော့မင်းတို့ကောင်တွေခံမှန်းလို့ရမှာပါဟုတ်တယ်မလားဟုတ်တယ်သူတို့ရဲ့ကိုယ်ရေးအချင်းကိုဖုံးထားဖို့ပဲနာမည်ကြီးကစားသမားတွေရဲ့အစွမ်းတွေ6အောင်ချနီးတွေကိုလူတွေကသိနေပြီးကြဆိုတော့ပြိုင်မဲ့ကစားသမားတွေကအဲ့ဟာတွေကိုကြိုးတိနေမယ်ဆိုရင်သူတို့အတွက်ပိုပြီးတိုက်ခိုက်ချင်းကဖို့အတွက်လွယ်ကူသွားလိမ့်မယ်တကယ်လို့မင်းကဘယ်သူလဲဆိုတာကိုမသိဘူးဆိုရင်ကြိုးတင်ခံမှန်းပြင်ဆိုလို့မရဘဲနဲ့မင်းရဲ့ကိုယ်ပိုင်ခွန်အားပေါ်မှာပဲအမိကူပြုပြီးတိုက်ခိုက်ရမှာပြီးတော့ကစားသမားကဘယ်သူလဲဆိုတာခံမှန်းရမှာပြောဖို့မကောင်းဘူးလားအဲ့ဒါကအပတ်စဉ်တောက်ကြနေတိုင်း stream ထိုင်ရလွတ်လို့ပေးမှာဖြစ်ပါတယ်ပြီးတော့ပြိုင်ပွဲဝင်6ယောက်ထဲပါမယ်အဲ့ဒါက tournament ပုံစံမျိုးပဲနောက်ဆုံးကျန်တဲ့လူကပထမရမယ်ငါတို့တင်ချတော့မဆုံးပြရသေးပေမဲ့စုအတွက်ကတော့ငါရဲ့လက်မှတ်နဲ့အထူးပြုလုပ်ထားတဲ့ဂုဏ်ပြုလွှာပဲဟဲ့MC ရဲ့ comment နေမှာတော့မလို့ချင်ပါဘူးနောက်တစ်ယောက်ကလည်းနိကတော့အာလီဘောနဲ့လက်မှတ်ထိုးလိုက်ရလို့စိတ်တော်ညစ်နေလောက်ပြီ MC ကလည်း comment တွေကိုဖတ်ပြီးတော့ဟေးငါက celebrity တယောက်ပဲမဟုတ်ဘူးလား comment နေမှာလဲလာကြွားနေပြန်ပြီကွာနောက်တစ်ယောက်ကလည်းဂုံမောင်းနေရဲ့ကောင်ကြီးနောက်တစ်ယောက်ကတကယ်လို့တန်ကြီးလက်မှတ်ဆိုရင်တော့စဉ်းစားပေးလိုက်ဦးမယ်အဲ့အချိန်မြင်ကွင်းက Rex တောင်တန်းနေစီကိုရောက်သွားခဲ့ပါတယ်တန်ကြီးကလည်း MC ရဲ့ဂုတ်ပေါ်ကနေငါတော့တဲကန်တိုင်းရတဲ့တွားရနင်းတောင်တွေကိုဖျက်ရနဲ့ရမ်းပင်ပန်းနေပြီအခုတော့တော်စိမ့်ကိုဖျက်ရတယ်ဆိုတော့ပျော်လိုက်တာကွာနောက်ဆုံးတော့ငါ့ရဲ့စကားကိုနားထောင်လာပြီဝတခင်စုပ် MC ကလည်းမင်းပါလို့အဲ့လိုတော့စိတ်လှုပ်ရှားနေရလဲဒါနဲ့ငါရခဲ့တဲ့တာဝန်က Rebel Camp ကနေပဲ Squash ကတော့ Red Anvil Clan Rage တောင်တန်းမှာ Red Anvil Clan ကိုရှာပြီးတော့ရွှေတူနဲ့တွေ့ပါပြီးတော့ MC ကငါ Frozen Canyon မှာ Boss တုံးကောင်ကိုတတ်နိုင်ခဲ့တာတော့လည်းတစ်ခုမှမရခဲ့ဘူးဒါကြောင့်ဒီကိုလာခဲ့ရပဲစုအနေနဲ့ရွှေတူလောက်ထားတဲ့ထူးလက်နက်ကိုရမှာပဲဒီတော့တေချာပေါင်းကတစ်ခုခုရွေးလို့ရမှာ Rage တောင်ကခက်တယ်ဆိုတော့ငါဒီကို level 120နဲ့အထက်ရောက်မှလာဖို့တွေးခဲ့တာမြင်မြင်လေးသူတို့ရှာရအောင်ဒါမှငါအစ်စ်နေမြင့်တင်လို့ရမှာတန်ကြီးကတော့တောရဲရမိုးတွေတစ်တီကိုလိုက်ကောက်နေခဲ့ပြီးတော့အဲ့ချိန်မြင်ကွင်းကတခြားတစ်ဖက်ကိုပြောင်းသွားခဲ့ပါတယ်တခါတလေမင်းကိုကြည့်မြရဲ့ဒဇိန်ကောင်တွေနဲ့ထိရိုက်တွေ့ရတတ်တယ်အဲ့လိုမျိုးကိုတော့ Rage တောင်မှာရှောင်ပတ်နေတဲ့ထိုင်ဟူပဲဖြစ်ပါတယ်ထိုင်ဟူကလည်းရင်ဒီမှာငါ view site ဆရာကိစ္စတစ်ခုခုများရှိလို့လားရင်ကလည်းဘာမှမရှိတော့ပါဘူး
ကျမတီးလို့ဆိုရင်တော့အစင်းမြင့်တဲ့ကစားသမားတော်များများကတောနဲ့ထဲအပိုင်းမှာပဲအမဲလိုက်တယ်လို့သိရပါတယ်ထိုင်ယူကလည်းတကယ်လားဒါဆိုဒီညကိုငါတို့ရဲ့အမဲနိုင်နေမြေလေးပြည့်ပြောင်းလိုက်ကြရအောင်ငါတို့နေရာရှိဖို့အချိန်ကြပြီပဲရင်ကလည်းဟုတ်ကဲ့ပါဥက္ခရဆိုပြီးပြောလိုက်ပါတယ်ထိုင်ယူကလည်းဟေးငါ့အရီနာထဲမှာဆိုရင်တော့မစ္စတာထိုင်ယန်လို့ပဲခေါ်လေလို့ပြောထားရလေငါ3နာရီပြင်ပြန်လာခဲ့မယ်အဲ့ဒီအချိန်အတွင်းအစင်းနေကစားသမားတွေကိုခေါ်ပြီးတော့ခန့်မလုပ်တာရင်ကလည်းနားလိုက်ပါပြီမစ္စတာထိုင်ယန်ဆိုပြီးတော့ဖြေလိုက်ပါတယ်ရင်ရဲ့စိတ်ထဲမှာတော့ဥက္ခရထိုင်ယန်ငါခန့်မအတွက်အကောင်ဆုံးအဖွဲ့ဝင်တွေကိုခေါ်ပေးရမယ်ငါဥက္ကဋ္ဌကိုစိတ်ပြည့်စေလို့မဖြစ်ဘူးအဲ့အချိန်မှာလူတစ်ယောက်ကအဲ့ဒီနားနေဖြစ်သွားခဲ့ပြီးတော့ငါကောင်ရင်ဘာလို့ဒီလမ်းကအရန်ခက်ခဲနေရလဲအဲ့အချိန်မှာရင်ကလည်းအဲ့ဒီလူကိုကြည့်ကအံ့ဩသွားခဲ့ပြီးတော့အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ MC ပဲဖြစ်ပါတယ် MC ကလည်းဟမ်ငါကဒီတိုင်းလမ်းတော်လမ်းလာပါလောက်ကြံဖို့တော့ရောက်လာခဲ့တာမဟုတ်ဘူးနော်မင်းတို့နေမြေတော့စိတ်မပူပါနဲ့ MC ရဲ့စိတ်ထဲမှာတော့သူကဘာတူလဲဟာဘာလို့ငါ့ကိုစိုက်ကြည့်နေရလဲရင်ရဲ့စိတ်ထဲမှာတော့အာလီဘော့သူကဥက္ကဋ္ဌကိုပြဿနာသက်စီမဲ့ကိစ္စတွေကိုအများကြီးလုပ်တဲ့လူပဲဥက္ကဋ္ဌကိုကြည့်ရတာသူကြောင့်အရန်ပင်ပန်းနေတယ်လို့ပဲငါသူနဲ့တွေ့ရတာအရန်ဝမ်းတာလိုက်တာတကယ်လို့ငါကိုယ်တိုင်သူ့ကိုဖမ်းပေးနိုင်ခင်ဥက္ကဋ္ဌအရန်ပျော်သွားမှာပဲဒီလိုနဲ့ MC ကလည်းဘာလို့လူတွေနဲ့မကောင်းဆိုးရတွေကအရန်ကြမ်းတမ်းနေကြရလဲငါအခုချိန်ထိလူပုလေးရှိတဲ့နေရာကိုရှာမတွေ့သေးဘူးအမောင်တို့ခံနေရလို့ဒီလိုနဲ့ MC နဲ့တန်ကြီးကလည်းအတိုက်ခိုက်လို့မီကျွတ်ဆုပ်တွေဖြစ်နေကြပါပြီ MC ကလည်းငါတကယ်ကော Red Envy မျိုးနဲ့စုကိုရှာနိုင်မှာလားငါစပြီးတော့အမဲလိုက်ဖို့မလုပ်တင်ဘူးလားတန်ကြီးကလည်းတခင်စုပ်ဒါကငါမျိုးလင့်ထားတဲ့တောအုပ်နဲ့လည်းမတူဘူးဆိုပြီးတော့ငိုနေပါတယ် MC ကလည်းငါမျိုးပခုံးကိုကြီးခွင့်ပြုပါမယ်ကွာငိုတာရက်ပါတော့အဲ့ဒီအချိန်မှာ MC ကတခုရိပ်မိလိုက်ပြီးဒါနဲ့နင်ကဘာလို့ငါနောက်ကိုစလိုက်လိုက်နေရလဲရင်ကလည်းအိုးနင်နေတိထားမိနေရလားဘာကြောင့်မှတော့မဟုတ်ပါဘူးငါနေနဲ့ဒီချိန်လောက်ပြီးဖြစ်တိုက်ခိုက်ခြင်းလို့ပါ MC ကလည်းအဲ့တော့နင်ကလူ3ယောက်ကိုခေါ်လာတယ်ပေါ့ငါမမီးသေးလောက်ဆိုရင်တော့နေအမဲလိုက်တဲ့နေရာမှာမနှောက်ယှက်ခဲ့ပါဘူးရင်ကလည်းအဲ့ဒါကြောင့်မဟုတ်ပါဘူးနင်ကအာလီဘော့ဖြစ်နေလို့ပဲနေရဲ့တရှိမှုကငါလေးစားရဲ့လူအတွက်အဆိုင်ခဲတစ်ခုဖြစ်နေလို့ပဲ MC ကလည်းငါနဲ့အခဲမကြေဖြစ်တဲ့ဂိုင်းရှိုံငယ်တော့မတွေ့ခဲ့မိဘူးအဲ့တော့နင်ကဘာလို့အတွက်လဲတန်ကြီးကလည်းဟုတ်တယ်ငါရဲ့တခင်စုကစိတ်ပြက်စရာကောင်းတယ်ဒါပေမဲ့အခုလိုပေါ်တင်ကြီးလောက်လာကြတော့ရိုင်းတာပေါ့ကွာ MC ကလည်းတန်ကြီးကိုမင်းအခုညီမပေးနိုင်ဘူးဆိုရင်လည်းတိတ်တိတ်နေစမ်းပါကွာတန်ကြီးရာရင်ကလည်းအဲ့ဒါတွေငါနေ့ကိုပြောစရာမလိုပါဘူးဒီတိုင်းလေးစိတ်ကိုပွဲလေးလှုပ်လိုက်ကြရအောင် MC ကလည်းပွဲတစ်ပွဲလှုပ်လိုက်ကြရအောင်ဟုတ်လားငါဘာလို့နေနုံနဲ့အချိန်ဖြိုးရမလဲဆိုပြီးတော့ MC ကထွက်ပြေးသွားခဲ့ပါတယ်ရင်ကလည်းဖမ်းကြစမ်းဆိုပြီးတော့သူ့ရဲ့လူတွေအမိတ်ပေးနေပါတယ် MC ကလည်းချီးပဲကွာတန်ကြီးကလည်း MC ရဲ့ပခုံးပေါ်ကနေတခင်စုပ်မင်း okay ရမဟုတ်လား MC ရဲ့စိတ်ထဲမှာတော့ Rest တောင်မှာရှိနေတဲ့ကစားသမားတွေရဲ့ပုံမှန်အဆင့်က150ပတ်လည်လောက်မှရှိတယ်တကယ်လို့ငါဆိုရင်တောင်မှအဆင့်မြင့်တဲ့ကစားသမား4ယောက်လုံးကိုအနိုင်မြူနိုင်ဘူးဘာလို့ငါပဲအမြဲတမ်းကြုံနေရလဲကွာ MC ရဲ့နှုတ်ထဲမှာတော့ငါအရီနာကိုမကစားခင်ငါကအခြားဂိမ်းမှာရန်ကာတယောက်ပဲနာမည်ကြီးအသင်းတွေကတော့ငါ့ကိုစုံစမ်းခဲ့ကြတယ်ဒါပေမဲ့ငါညှင်းဆန်ခဲ့တယ်ငါကဂိမ်းကိုကြောက်တဲ့ဆော့ရတာကိုကြိုက်တာငါကဂိုင်းကချုပ်ပိုင်ထားတာကိုမလို့ချင်ဘူးပြီးလေပြီးရောဆိုပြီးတော့စိတ်ရှုပ်စရာကိစ္စတွေကစဖြစ်ပါလေရောငါက PK ကစားသမားတွေအမဲလိုက်တာကိုခံရတယ်ပြီးတော့ငါအမဲလိုက်တဲ့နေရာတွေကိုလည်းအရှုပ်ခံရတယ် forum ထဲမှာတော့မှအမုန်းစကားတွေပြောတာကိုခံရတယ်ဂိုင်းတွေကငါ့ကိုဇက်လိုက်တိုက်ခိုက်နေခဲ့တယ်ငါလည်းသူတို့ကိုဇက်လိုက်တိုက်ခိုက်နေခဲ့ရတယ်တစ်ချိန်ကပျော်စရာကောင်းခဲ့တဲ့ဂိမ်းတွေကပင်မစရာတောင်ကောင်းလာခဲ့တယ်အဲ့ဒါကိုကစားရတာလေငါအတွက်စိတ်ပြည့်စရာပဲကောင်းလာခဲ့တယ်ဒါနဲ့ငါလည်းအဲ့ဒီဂိမ်းကိုထပ်ပြီးတော့မဝင်ဖြစ်တော့ဘူးဒီလိုနဲ့ဇက်လန်ကိုပြဆက်ရမယ်ဆိုရင်တော့ MC ကနေရာတစ်ခုမှကြောင်ပိတ်မိနေဘူးရင်ကလည်းအခုဘယ်လိုလုပ်မလဲလမ်းကဆုံးသွားပြီလေ MC ရဲ့နှုတ်ထဲမှာတော့ငါ့ကိုတက်ချင်နေတဲ့ PK player တွေပြီးတော့ဂိုင်းတစ်ခုရဲ့အမဲလိုက်နေမြေပြီငါစိတ်ရှုပ်စရာကောင်းတဲ့တွေကိုပြန်မမိလာပြီအဲ့လိုနဲ့သူ့တော်ထုတ်လိုက်ပြီးတော့ဒါပေမဲ့အရင်နဲ့အခုမတူတာကငါဘွားကြီးကဒီ arena game ပေါ်မှာမူတည်နေရယ်ပြီးတော့ MC လာခဲ့ကြစမ်းဘယ်ကောင်ကအဆုံးထိတက်ရှင်နိုင်မလဲဆိုအောင်ကြည့်ကြရအောင်ဒီ chapter လေးကတော့ဒီမှာပဲပြီးဆုံးတော့ပါရဲ့ခင်ဗျနောက်ပိုင်းမှာတော့ MC က Reno နဲ့ဘယ်လိုချရမလဲ Reno အဖွဲ့ကိုနိုင်တော့မလားဆိုတော့ကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျဇက်လန်လေးကိုကြက်နေဆိုရင်လည်း like and subscribe လုပ်ပေးကြပါဦး VPN နဲ့ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်